နော်1998ပြောင်းလဲခါစားကျွန်တော်တို့မန်လေးရောက်တော့ရုံကလေးခီးစမနော်တဲ့တော့အေးကြီးတင်းတော့မူလို့ဆောင်ဒီပါနဲ့ကျွန်တော်တို့မိသားဖြစ်တယ်များသောအားဖြင့်ဟိုတော့အေးကြီးတင်းတော့ဆရာတော်များနဲ့ကျွန်တော်တို့ခင်မင်းနဲ့တူတော်လာလှုပ်ဆောင်ကြအဲ့တော့ကျွန်တော်ပြောင်းလဲခါစားဆိုတော့တိတ်တော့တေချာကျန်စာလည်းနိုင်မဝသေးဘူးနော်သိနေတယ်သူတကယ်တော့ဆရာဆိုတော့ထဲတကယ်တော့အသိလူကြီးပဲပြောတော့ဝန်တမ်းပဲဒါပေမဲ့ကျန်စာတာဖတ်တယ်ဒါစိတ်ထက်သန်တယ်တော့ကျွန်တော်ဗာမီနေဆိုတော့ကျွန်တော်တက်ကြီးอ่ะအညီလေးတို့လည်းပင်နေကုတ်တွေကြိုရှိလာတယ်ပင်နေကုတ်တွေကျွန်တော်တခါမကြောက်ဘူးရှင်ကျွန်မမိတဲ့ကျွန်တော်ဖွယ်လင်္ကာရှိကျွန်တော်ခေါင်းကြီးရိုက်ပြီးတော့အဲ့သူဘာပြောရလဲဆိုသူပါဆိုလို့ရတယ်ပေါ့နော်အဲ့တော့ဒါ Pentecostal ဆို Pentecostal Church ဒီက believers ရာဒါသူတို့သိဟိုအဓိကကြတဲ့အရာပေါ့နော်မြတ်စွာဘုရားကျွန်တော်ဒီရှင်ဆွဲအသင်းတော်တွေပေါ့နော်ရှင်ဆွဲအသင်းတော်တွေမှာတော့ဘယ်ပြောလို့ကြားတော့မကြားဘူးဖြစ်နေပင်နေကုတ်တီတွေ့ကြတော့ပါပင်နေကုတ်တီပွဲဆိုတော့ပါလေဒါဒီလိုပွဲတစ်ခုအနေနဲ့ပဲလားဓမ္မဟောင်းပွဲတစ်ခုအနေနဲ့ပဲလားဒီနေ့လက်ရှိအသင်းတော်ယုံကြည်သူများနဲ့ဘယ်လိုချိတ်ဆက်ပြီးတော့လှုပ်ဆောင်အောင်မလဲဆိုတာကျွန်တော်တို့လိုတယ်ဒါမှမဟုတ်ပင်နေကုတ်တွေတင်းတော်မှာကဘာမှာအတုတ်တဆုံးတင်းတော်ဖြစ်တယ်လင်းမြတ်ဆိုအကြီးထွားတယ်အတင်းတော်ဖြစ်တယ်ဒါကတော့ကျွန်တော်ဝန်ခံတယ်ဒီ Pentecostal movement ပေါ့ကွာဒီဘက်သရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုလမ်းပြမှုတကူအဖြစ်လှုပ်ဆောင်နေရများသောဖြင့်ကျွန်တော်ရှင်းဆွဲအတင်းတော်များကတိတ်နာမလဲတိတ်နာမလဲတော့လက်မခံနော်ကျွန်တော်တို့ဒီကင်းရတဲ့ဟောဆိုတော့သဆောစီကရဲသဆောစီဆိုတော့ကြောက်တာသဆောစီဆိုတာနဲ့ဟိုဝိညာဉ်ဆိုတာနဲ့ဟိုတရေလူဘာလူအဲ့လိုဖြစ်ပြီးတော့မှဟိုစိတ်ကိုမွေးစားဘာမှလည်းနားမလဲနားလဲအောင်လည်းမလုပ်ကောင်းကြီးပေးတော့ဟုတ်တယ်ပရိစ္ဆန်ပေးတော့ဟုတ်တယ်ခမီးတော့သားတော့ဝိညာဉ်တော့ပါကစားဖိုးကစားနော်သဆောစီကစားပြောတာပဲခမီးတော့သားတော်ဝိညာဉ်တော့ဒါပေမဲ့ဝိညာဉ်တော်ဘက်ရောက်လာခါတိတ်အဲ့ဘက်ကိုအလေးမပေးဘူးပေါ့ဒါကျွန်တော်တို့ရှင်းဆွဲအသင်းတော်တွေတမျိုးလေးဖြစ်နေတာပေါ့နော်ကျွန်တော်အားနေချက်လို့တော့မပြောချင်ဘူးအဲ့လိုပြစ်တင်တဲ့သဘောလည်းမပြောချင်ဘူးဒါပေမဲ့နည်းနည်းဟသွားတယ်အဲ့နာမှာဟတဲ့အခါမှာအသင်းတော်တို့သူရှင်းဆွဲအသင်းတော်နဲ့တိုးပွားလာတဲ့ဟာနဲ့သူလူများများမယ်အသင်းတော်ကြည့်မယ်ဘာလို့လူကြီးရအကြပြီဆိုတော့လေသူ့ရဲ့နှစ်ပေါင်း200ကျော်လောက်သွားတဲ့အခါမှာသူ့ရဲ့ music တွေနဲ့တော့လူကတော့များမှာပဲလေတင်းတော်ကြီးမှာပဲကပောက် sorry မြန်မာပြည်မှာဆိုရင်ဒါရှင်းဆွဲတင်းတော်တွေအကြီးတွေပဲအတင်းတော်အပါထောင်တောင်းနေရှိတာဒါမှမဟုတ်ပြောရဲအသက်ရှင်တာနော်တကိုးနေပြည်တာဘုံနေပြည်တယ်ဒီထိအောက်တဲ့လှုပ်ရှားမှုပြောင်းလဲမှုအဲ့ဒီဘက်မှာတော့အားနေတယ်အငြိမ်များတယ်ဘာခေါ်မလဲမျိုးပလားဝိပကိုကိုချင်းတွေထဲမှာမျောသွားပြီးတော့မှအဲ့ဒီကနေပြင်းစရာကောင်းသွားသလားအဲ့ဒါကိုသိနေတယ်ပြောသလားနော်ဆိုတော့တခုဖြစ်ဒါမို့တော်များများဟာနောက်ဆုံးပေါ်နောက်ပေါ်တဲ့အသင်းတော်ရဲ့လှုပ်ရှားမှုတွေကိုရွှေ့သွားကြတယ်ဒါကြောင့်လက်ရှိခရစ်ယာန်လောကရဲ့ဖြစ်နေတာသုံးသက်ကြည့်တဲ့အခါမှာအရွှေ့ပြောင်းနေရမ်းများလာနော်မြောက်တော့အရွှေ့ပြောင်းဆိုဘောလုံးသမားတွေရွှေ့ပြောင်းတော့ကြောက်ဦးတာပဲသူရွှေ့ဟိုကလပ်ဝယ်ရောက်စားပါညကျွန်တော်အသင်းတော်မှာလူတွေရွှေ့တာဆိုတော့တာမန်လူတွေရွှေ့တာရှိတယ်တကယ်လူနဲ့တန်းနိုင်တဲ့လုံနိုင်ကိုင်နိုင်တဲ့ပညာရှင်တွေပါရွှေ့တာဗျအဲ့ဒါတော့နည်းနည်းထိကျက်နာတယ်အဲ့ဒါစီးပွားရေးနဲ့ပြောရရင်တော့
ထိခိုက်တယ်ဆုံးရှုံးတယ်ကြီးမားတယ်အဲ့လိုမျိုးလေးပုံစံတွေ့ရတာပေါ့နော်ဆိုတော့အခုကြမှာပဲဒီ Pentecostal experience ရဲ့အရာကိုအသိရှိခံစားရတယ်မျက်မှောက်တော်ဝင်ရတရှင်သောဝိညာဉ်တော်ရဲ့အုပ်စိုးခြင်းလမ်းပြခြင်းတုံ့တင်တာခံရပြီးမှအခုမှပဲဝိညာဉ်အသက်ရှင်နေဆိုတာဖြစ်သွားရောဖြစ်သွားတဲ့အခါမှာဟိုဘက်ကမီယိုပလာအသက်တာနဲ့ဒီဘက်ကနေအရောက်ကွာသွားကွာကဒါဒီလိုဖြစ်ရမှာပဲဆိုတာဖြစ်သွားဒီဘက်ကိုရောက်မလာဘူးတဲ့သူကလည်းအဲ့ဒါကိုမလဲဘူးသူကလည်းသူမှန်မယ်သူကသူကောင်းတယ်မီယိုပလာတဲ့မှာပဲသူကသူဟမပြက်လေးပုံမပြက်လေးသွားနေမလားတရားဘောကတော့ပြောတယ်ကြီးမားတဲ့ပြောင်းလဲမှုတွေနှိုးထားမှုတွေဆူညံအောင်တော့ပွဲတွေတော့လုပ်လို့ရပါတယ်ဆူတော့ဆူမယ်အတန်တော့ထွက်မယ်လှုပ်ရှားမှုတော့ရှိမယ်ဒါပေမဲ့စစ်မှန်သောဝိညာဉ်နှိုးထားမှုပြောင်းလဲမှုဟုတ်ရဲ့လားဆိုတာလည်းပြန်စစ်ဆေးဖို့ဖြစ်တာပေါ့နော်ဂျာနဲ့ဂျားချိန်တွေမှာပြောရတယ်ဒီလိုနေ့မျိုးမှာပြောတာကတော့ပို့ပြီးတော့ကောင်းတယ်ကောင်းစင်တယ်လဲသူကကြိုက်တော့နော်အဲ့တော့ဂျန်ကတဲ့ဘက်ကတော့များသောအားဖြင့် Ascension Sunday လို့သတ်မှတ်တာပြန်လဲတက်ကြွသောတနင်္ဂနွေနော်ဒါတမန်တော်1မှာသခင်ရှုအတန်လင်တော်မောနေပြန်တက်ကြွသွားတယ်ရှင်မထမောက်တာနေရက်40တပည့်တော်နဲ့အတူနေပြီးတော့မှအဲ့ဒီဒါသခင်ဖျားနေ့ the day of the Lord ဒီပတ်9ရက်တွင်ပရမနေ့ရက်ဥပုသ်နေ့အလောဒါကျွန်တော်ဆိုတနင်္ဂနွေ Sunday ဆိုသုံးတယ် Sunday ဆိုနောက်မှသုံးတာကျမ်းစာထဲမှာ Sunday ဆိုမရှိဘူးဒါမှမဟုတ်ကျွန်တော်ဘာသွားခက်ခဲသွားဖြစ်လဲဆိုတော့ Sunday မှာဖျားရှိခိုးရလို့စံကော့ကိုရှိခိုးရဆိုပြီးဖြစ်သွားတာအဲ့ဒါတကယ်ခက်ခဲဖြစ်တယ်အဲ့ကမှာဥပုသ်နေ့အဖွဲ့နဲ့တဘောဗျာဟိုSaturday အသင်းတော်နဲ့ Sunday အသင်းတော်တွေကလည်းဟိုဘယ်လိုခေါ်ဆိုင်ပြိုင်လာတာဟိုတွန်းလှန်လာကြတာညင်းခုန်လာကြတာနှစ်ပေါင်းလည်းမနေတော့ဘူးဒါမပြီးနိုင်တော့မဆုံးနိုင်တော့ဘူးဒီကိစ္စနော်အဲ့တော့ဟိုချို့ Sunday worshipers တွေကလည်းဟိုမကြဘူးတခါမှဒါမဲ့ဒီဥပုသ်နေ့အဖွဲ့နေနဲ့တိုးမှာပဲဟိုကျမ်းမိုက်တွေဟိုပြတိပြနေသူတို့ဆိုပြီးဆိုပြီးငါတို့မားနေပြီနဲ့တူတွေပါရအဲ့ဒါနောက်တော့ဝတ်သားပိုင်းမစားတော့ဘူးဖြစ်သွားတာပေါ့အဲနောက်ဆက်တွဲလေးတာတော့မတူဘူးပြအေးအဲ့လိုဆိုတော့သူစားကျင်တယ်တော့စားတော့ဗောလေမစားတော့လည်းမစားတော့ဘူးအဲ့လိုမျိုးနော်အေးဆိုဒီဒါဘယ်သူမှလည်းမားတယ်ဘယ်ကောင်းတော့မကောင်းအားတကားနေ့ရဲ့ဘယ်မြက်လဲမမြက်ဘူးအစားတော့မြက်တယ်မမြက်ဘူးရှောင်းတာကောင်းတယ်စားတာကောဆိုတော့ဒါတွေကလည်းဒီနေ့အေးဝင်ကလေးထွက်ဖို့နေသားကျွန်တော်အချင်းချင်းညီခုံတာနဲ့ဟိုပဲလက်ပန်းချစ်ကုန်လက်ပန်းကြပြီးတော့မှကျွန်တော်မောသွားပြီအိမ်ချက်ချင်းခွနေတယ်အိမ်ချက်ချင်းခွနေတာတောင်ရတော့ဆိုင်လို့ရတယ်ဘာလို့မြေကြီးကညက်သွားတာဒါဘာကျိုးရှိလဲတော့မသိဘူးနော်အဲ့ဒီပေါ်လေးဒါလည်းကျွန်တော်တို့ဖြစ်နေတဲ့အရာတွေပေါ့နော်အဲ့တော့ဘာလဲဘာဖြစ်လို့လဲသူတို့ဘာလို့ဒီလိုပြောလဲသူတို့ဘာဖြစ်လို့ဒီလိုလုပ်လဲဆိုတာအရင်နားလိုက်အောင်ကြည့်ရမယ်အပြစ်တင်မစောနဲ့ဝေဖန်မစောနဲ့နော်သူတို့ဘာလို့ဒီလိုယုံလဲသူတို့ဘာလို့လုပ်လဲအရင်သုံးသက်လိလာပြီးမှနှုတ်ကပတ်တော်နဲ့ချိန်ထိုးပြီးမှအော်ဒါကြောင့်လားဒါလိုအပ်လားမလိုအပ်လားစသည်ဖြစ်ပေါ့နော်အခုကလူတော်မလူတော်ဟုတ်တော်မဟုတ်တော်ကအများကြီးရှုပ်ထွေးသွားတယ်အဲ့ဒါတော့အမှန်ပါပဲနော်ရောထွေးနေတာတော့အမှန်ပဲဒါကိုပြန်ခွဲတတ်ဖို့ကတောင်းရုံတိုင်ရုံတော့ခွဲဖို့ဟာမလွယ်ဘူးဖြစ်နေတယ်။ဘာလို့တစ်ဖက်နဲ့တစ်ဖက်ရတယ်သူကကင်ထားတဲ့ကြမ်းမိုက်တွေရှိတယ်။နော်သူကင်တဲ့ကြမ်းမိုက်နဲ့သွားနေပါလေ။နော်ဆိုတော့ဒါကဘာပဲဖြစ်မိမိအနေနဲ့ကတော့မိမိအသင်းတော်အနေနဲ့ကတော့နှုတ်ကပတ်တော်နဲ့အညီနော်ဒါကျွန်တော်တို့ရသလောက်နီးနီးဆက်ဆက်သွားနိုင်ဖို့ပေါ့နော်ဒါအဲ့တော့တမန်တော်ဝတ္ထုနှစ်ကအဓိကဓမ္မသစ်မှာပြန်ပါလာတဲ့ခေါင်းစဉ်ဖြစ်တာပေါ့နော်တမန်တော်ဝတ္ထုခန်းကြီးနှစ်မှာပင်တီကုတ်တွေပွဲနေရောက်တော့ခါဆိုနော်ပင်တီကုတ်တွေပွဲနေဆိုတာတကယ်အုပ်ကျော်တယောက်ကိုပင်တီကုတ်တွေစကလုံးပေါင်းပါဆိုရင်တော့ပေါင်းဖို့မှန်နိုင်ဦးကျော်တယ်နော်ဘာလို့ဣသရီလာပေါင်းတယ်လို့ပဲကုတ်တွေလာပြတ်သွားမယ်အဲ့လိုမျိုးနော်အဲ့တော့so ဒီတော့ဒါ50 ဆို50
နော်သူက50နော်banter ဆိုတာနော်သူက50ဆိုဒီပဲဖြစ်တယ်အဲ့ဒီ50ကဘယ်ကနေယူလဲဆိုပတ္တကပွဲကနေယူတာနော်ပတ္တကပွဲကနေယူတာအဲ့တော့နောက်ခံသမိုင်းလေးနည်းနည်းလိုမယ်နောက်ခံသမိုင်းလေးကျွန်တော်သိရင်တော့ပိုရှင်းတယ်ပိန္ဒကုတ်ဒီပွဲနေကဓမ္မသစ်ကျမရုတ်တရက်ပေါ်လာတဲ့ပွဲနေတခုမဟုတ်ဘူးနော်ပိန္ဒကုတ်ဒီဆိုစကလုံးကဓမ္မသစ်ကျမရုတ်တရက်ပေါ်လာတဲ့စကလုံးမဟုတ်ဘူးတမောင်းမှာသူကဒီစကလုံးတော့မဟုတ်ဘူးသူကရက်50ဆိုစကလုံးတော့ပါပါတယ်နော်ဒါပေမဲ့ဒါကိုရှင်လုကာကတော့ပင်တီကုတ်တွေစကလုံးတော့တခါလေးထည့်ပြီး Pentecost ဆိုပြီးတော့ထည့်ပြီးတယ်နော်အဲ့ဒါထွတ်မြောက်အခန်းကြီး34ငွေ20 23မှာဒါနဲ့ပတ်သက်တဲ့နောက်ခံအကြောင်းအရာတွေရှိမယ်နောက်ထွတ်မြောက်34 20 23ကဲဖတ်ကြည့်အောင်ဂျုံစပါ23ဟုတ်ပြီနော်ဒါဣသရေလလူတွေဘုရားသခင်သတ်မှတ်တဲ့အမျိုးသားကြီးပဲအမျိုးသမီးတော့မပါဘူးနော်တစ်နှစ်မှာပွဲ3ခုရှိတယ်အမျိုးသားတိုင်းဟာဂျေရုဆလင်မှာလာပြီးတော့မှမျက်နှာပြရမယ်ဘာခေါ်လဲattendance ခေါ်တာroll call ပေါ့နော်ဒါခေါ်တယ်မျက်နှာလာပြရမယ်နော်အဲ့ဒါမလာမနေရနော်ဒီဥစ္စာဒါသူရှိတယ်အဲ့တော့ဂျေရုဆလင်ဘို့ကျဗိမာန်တော်ဘို့နော်အဲ့တော့ဗိမာန်တော်မရှိသေးပါဘူးဒါပေမဲ့အဲ့ဒီနေရာဒီမော်ရီတောင်ပေါ်မှာဣဇက်ကိုအဗြဟံရစ်ပူဆိုခဲ့တဲ့နေရာဒါဗိမာန်တော်ဖြစ်လာမယ်ဒါဘို့ချက်ဖြစ်လာမယ်အဲ့တော့ဒါကအဲ့ဒီမှာပဲဆူတောင်းမှဘုရားနားညောင်းတယ်ရှောရောမင်းကြီးဗိမာန်တော်ဆက်ကတကံပြောဒီနေရာကနေဆူတောင်းရင်နားညောင်းတော်မူပါဒီနေရာကနေအတနာခံရင်မာစားတော်မူပါရှောရောမင်းကြီးဆူတောင်းခဲ့ရရှိတယ်ဒါမို့အဲ့နေရာကတော်အဓိကကြနေတော့ဒါပေမဲ့ယောဟန်4ကြတော့ပြောင်းသွားတယ်ပရိညင်တရားသိပြောင်းသွားတော့ရေတွင်ယာကုပ်ရေတွင်မှာဒီရှမာရိမျိုးသမီးကိုသခင်ရှုကစကားပြောတဲ့အခါဒီမျိုးသမီးကလည်းတော်ဆွေးနွေးနိုင်တယ်တော့တကယ်တော့ကျင်းစားရဲကောင်းတဲ့မျိုးသမီးတော့မဟုတ်ဘူးယောက်ျား9ယောက်နဲ့ပေါင်းမှုတွေတယောက်မှသူ့လင်မဟုတ်ဘူးဆိုတာနော် living together ဆိုတာကြားလာပြီအဲ့ကလေးကရှိတာဆိုတာနော်အဲ့တော့ तू ကရှင်တို့ဂျူးတွေပြောတာပဲဒီတောင်ဒီနေရာမှာဖျက်ရှိခိုးမှရတယ်ဆိုတယ်သူ Samaritan ဆိုတာသူတို့ကပြတယ် remnant Jews ဆိုတာတိမ်သွားတဲ့ခါမှာကြံခဲ့ပြီးမှမျိုးမစစ်တော့သွေးနှောသွားတယ်အဲ့ဒါကိုသူကဒီရှမာရိလူလို့ခေါ်တာတော့เนาะရှမာရိမျိုးအခြေခံမနေရတာသူတို့ကဇက်နိုင်တဲ့ပေါ်ဖြစ်သွားတာဒါပေမဲ့တကယ်ကြီးပြောတယ်အဲ့ဒါဟောတော့ဟုတ်တယ်ဒါအခုမဟုတ်တော့အခုအစပြီဘယ်လိုသွားမလဲနတ်ဝိညာဉ်ဖျားကိုနတ်ဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်မိခြင်းအခုစပြီဆိုတာတော့ system change သွားပြီတော့ဒီ law နဲ့ grace ဆိုသွားမယ်ဒီ old covenant က new covenant တော့ရွှေ့သွားအဲ့ဒီအရွှေ့မှာမပါလာနိုင်ရင်တော့အသင်းတော်ဆိုပြီးတော့ခေါ်ပြီးမှစနစ်ကပရိတရားစနစ်ကိုจิตသုံးပြီးတော့မှဓမ္မသစ်အသင်းတော်ဆိုရင်အဲ့ဒါတော်တော်ခွက်ကြသွားဓမ္မဟောင်းကကျင့်ထုံးတွေကိုဆက်ပြီးကျင့်သုံးတာတော့မှာပယ်တဲ့နာပယ်ရမှာဆက်ပြီးကျင့်သုံးမယ်ဟာရှိပါတယ်ဒါတိရှာခွဲခြားစိတ်ဖြာဖို့တော့လို့ဆိုတွေ့ရတယ်ဒါအောင်နော်ဆိုတော့ဒါက harvest ကောက်တဲ့စာပွဲပုံစံမျိုးလည်းရှိတယ် first fruit ဦးသီးသောသီးကိုဒါပူဇော်တဲ့အပိုင်းလည်းပါတယ်နော်အဲ့ဒါမှာခုနှစ်သတင်းပွဲဆိုတာသူကပြောတာ you shall observe the feast of weeksဆိုတာခုနှစ်သတင်းနော်ဒါမှကျွန်တော်ဒိုင်လိုက်နောက်ဆုံးဒိုင်လိုက်ခုနှစ်သတင်းဆိုတာသတင်း90ဆိုတာလည်းကျွန်တော်ပြောဥပါတယ်ဒါတွေနော်ဒိုင်လိုက်ဒီသတင်းခုနှစ်သတင်း7 weeks ဆိုရအဲ့ပင်တေကုတ်တွေပွဲနေဟာပတ်တခါနေခုနှစ်ပတ်မြောက်49ပြီးမှနောက်တရက်50ဆိုရအဲ့ဒါကိုယူတာပတ်တခါနေစတာနော်ပတ်တခါထွမြောက်7နှစ်မှာရှိတယ်နော်ထွမြောက်7နှစ်
ဒါအခုကတော့မထွက်လာပြီကို7နှစ်ဆိုထွက်လာပြီကို34ရောက်နေပြီဆိုတော့ထွက်လာပြီဆိုတော့နောက်ဆုံးနမလက်က10ခုထဲကနောက်ဆုံးနမလက်ကတာဦးတင်မဲ့ကိစ္စမှာဣသီလာတာဦးလွတ်အောင်ဒီပတ္တခါသိုးသွေးကိုတကားထုတ်တကရွက်မှာတုတ်လိမ့်ပြီးတော့လွတ်မြောက်အောင်လုပ်ပေးတယ်ဖျားသခင်ကဒီသိုးသွေးကိုမြင်တဲ့အခါမှာကြော်အားပဲ pass over ကြော်သွားတယ်ဘေးဥပကကြော်သွားတယ်ဆိုရနော်အဲ့တော့နှစ်စဉ်ကျင်းပဖို့သွားရရှိတယ်နော်အဲ့တော့ပတ္တခါနောက်တစ်နေ့အဇူမပွဲအဲ့တပတ်လုံးက unleavened bread ဆိုတာတဆေးမပါတဲ့မုတ်ကိုစားတယ်အရာအဇူမဆိုရှိတယ်ကြော်တင်နေကျန်တဲ့ပတ်ကမှာနားလေးမှာမဟုတ်ပါဟုတ်တယ်မလားဟုတ်ပါတယ်ဝန်ခံပါတယ်ပတ္တခါအဇူမဟုတ်ပါအင်္ဂလိပ်တော့တမျိုးပါတော့တမျိုးဟောနော်ရှုပ်ရှက်ဒီကဆိုအဇူမဆိုတဲ့ကတော့ဦးနာပြောတဲ့ unleavened bread ဆိုတဲ့ဒီပတ္တခါနေတပတ်လုံးလုံးသွားတဲ့ဟာကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့ဒီကနေတည်ခုနှစ်ပတ်ဥပုံနဲ့ခုနှစ်ပတ်ပြီးနောက်တည့်ရက်50မြောက်ကျွန်တော်ပြက်ကလေးကိုကျွန်တော်တေချာလိုက်ရည်တယ်နှစ်ရက်တော့နည်းနည်းလေးတစ်မျိုးဖြစ်နေတယ်နှစ်ရက်ကလေးဟာဘာလို့ကြာသာပတိဆိုကြံခဲ့တဲ့ဆိုရင်ကျွန်တော်တို့2ရက်နေ့ကApril 2ရက်နေ့က Good Friday နော်ကျွန်တော်4ရက်နေ့က Resurrection Sunday သွားတာနော်ပြီးတော့ဟိုဘက်က March last week ကဘာလဲ Palm Sunday နော်အဲ့သွားကျွန်တော်ပြန်ကြည့်တော့လိုက်ရည်ကြည့်တယ်နော်ဒီတရက်နေ့လေးတော့အဲ့လိုလေးတော့နည်းနည်းတော့ဖြစ်မယ်ဗျကျွန်တော်ကပြောတော့တယောက်ကကျွန်တော်မေးအဆရာပြောလို့ကျွန်တော်လိုက်တွေ့တာနဲ့မကိုက်ဘူးဗျာကျွန်တော်ဝန်တာတယ်ကျွန်တော်ပြောတော့လက်တွေ့တာတယောက်ပဲရှိတယ်ဘယ်သူမှ complain မတက်အဲ့တော့ရှင်မထမဒါနေရက်40ပြီးတော့မှAscension Sunday ကောင်းကင်တက်တယ်ပြီးတော့တပတ်အကြာအဲ့မှာတပတ်ကြာနဲ့10ရက်ကြာလေတော့ညင်းနေကြတယ်တကယ်ဆရာကြီးတယောက်ကတော့မှ10ရက်ကြာဆိုပြီးပြောလိုက်တယ်အမှားဝိုင်းသူပြောမှားပါ10ရက်ကြာမဟုတ်ဘာလို့ဆိုတော့ Ascension Sunday to Pentecost Sunday ဆိုတပတ်ပဲဖြစ်ရမှာနော်10ရက်ဆိုတော့ရက်ကပိုတော်များသွားသေးတယ်3ရက်တော့ကွာသွားမယ်နော်ဆိုတော့အဲ့ဒါဆိုတော့နည်းနည်းလေးရက်တရက်နဲ့အတိုင်းဆောင်လေးတော့ရှိမိတာဟိုဒီတနေ့မှာရက်နိုင်မလားလေဘုတ်တို့ဘုံကအပြောင်းလဲရလေရှိတော့နှစ်ပေါင်းများစွာဆိုအဲ့လိုတော့ရှိမှာပေါ့နော်ဘာဖြစ်ဖြစ်နီးစပ်ပါတယ်နော်အဲ့တော့ကျန်တဲ့ပတ်ကတော့ Ascension Sunday ဒါတော့ဒီဒါကတော့ Pentecostal churches တွေပဲဒါကို celebrate လုပ်တယ် practice လုပ်တယ်ကျန်တဲ့အသင်းတော့ Ascension Sunday ဆိုတည်တော့မတည်ဘူးပြက်ကလေးမှာဆိုအရေးကိုမြည်တာဒါပေမဲ့ပြက်ကလေးတော့ဒီတရားတော့ရေးတာဒါရေးတာလည်းခြားခိုင်းကနာရေးတာနော်ပင်ဒီကိုဆိုအဲ့တော့ကျွန်တော်မင်းနေတာဒီရှီးဆွဲအသင်းတို့တွေကဘာဖြစ်လို့ဒီစကလုံးဒီခေါင်းစဉ်ဒီအဖြစ်ပြက်ဒီ Sunday ကိုဘာဖြစ်လို့ခေါင်းနဲ့မထည့်တာဘာဖြစ်လို့ mention မလုပ်တာလဲဘာဖြစ်လို့ဒါကိုယုံကြည်သူများကိုနားလေအောင်မပြောပြဘာဖြစ်လို့ဒီဟာအဖြစ်နေ့စဉ်သက်တာမှာတွန်းအားဖြစ်ဖို့မပြောတာလဲဒီအတွေ့အကြုံလိုအပ်တယ်ဒီအကြောင်းအရာနားလည်ဖို့လိုတယ်ဒါနဲ့သက်ရှင်ရမယ်အသင်းတော်နဲ့နေ့စဉ်ယုံကြည်သူမိသားစုရဲ့ရှင်သန်ကြီးထွားဖို့တိုးတက်ဖို့နှိုးထားဖို့ဆိုတဲ့အရာကဒီအရာတွေကိုနားလည်မှဖြစ်မယ်ဆိုတဲ့အရာကိုဘာဖြစ်လို့မပြောသလဲဆိုတော့တော်တော်စိတ်မကောင်းစရာတော့ဖြစ်တယ်စိတ်ကိုဝင်စားတာအမှားနေတယ်တော့သူတို့ပြောတာမဟုတ်စိတ်ကိုဝင်စားအောင်နားကိုမလဲထဲကိုမပြောနော်ဆိုတော့ချို့အသင်းတော်တွေချီဆောင်ခြင်းကြောင့်ပြောကုန်ပြော second coming ဆိုနောက်ဆုံးကာလကြောင်းဆိုပြောကုန်ပြောနော်အဲ့တော့ကျွန်တော်တို့တအားပြောတဲ့ခါကျတော့ဒီချို့ကအရှားတာကင်းလုံးလေးပြောပြပါလားတဲ့ကျွန်တော်ပြောကြည့်တော့လွယ်တဲ့ကိစ္စမှမဟုတ်ပဲဒီဥစ္စာပြောဆိုတော့မဲဘိုးရောက်တော့နော်မဲဘိုးရောက်တော့အဲ့မှာကင်းနေအများကြီးရှိတာ哦နော်ဆိုအဲ့ဒါကျွန်တော်ကနေပြောတယ်နေပြောကောင်းတယ်သူပြောအဲ့တော့ကျွန်တော်ဘယ်လိုပြောမှာနေကင်းတော့တက်နိုင်တော့သူကလည်းဘာမှလည်းနားမလဲဘူးနော်အင်္ဂလိပ်လိုနားမလဲဘူးအဲ့တော့ဘယ်လိုလုပ်ရလဲတော့မသိကျွန်တော်စဉ်းစားလို့ရတယ်မဟုတ်ဘူးကျွန်တော်ပြောလိုက်တော့မေးလိုက်အင်္ဂလိပ်လိုပြောလိုက်တော့ပြောလိုက်နေအဲ့လိုကျွန်တော်စင်ဒီမှာတခါလဲကင်းလို့တရားဟောဦးတယ်ချွေးကိုပြန်လာတာ
ဒါလိုတဲ့ကိစ္စနော်ပြောတော့အဲ့ဒီခေါင်းစဉ်ဟာနော်ကောင်းငင်ဘဝဲဆိုတာစကားလားအဲ့ဒါမှဒုက္ခရောက်ကောင်းငင်ဘဝဲဆိုတာ rapture မှာဒီနော်အဲ့ဒီစကားလုံးတွေမှာဆိုရင်ဒါနော်တော်တော်စကားလုံးတွေတော်တော်ရှားတယ်အဲ့လိုမျိုးရှိတယ်နော်ဒါဟုတ်ပြီအဲ့တော့ဒီထွန်းမြတ်34မှာသုံးတာကခုနှစ်သတင်းပွဲနော် Feast of Weeks no the first fruit of the harvest and the feast of the ingatherings ဒါသို့ထားလို့ရှေ့ရတာသို့ထားဆို ingatherings ဆိုစုသိမ်းနေနော်စုသိမ်းနေဆိုတာကောက်တဲ့ပြီးနေရရှိတဲ့အရာတွေကောင်းကြီးတွေကိုဒါနှစ်ကုန်နှစ်လဲတဲ့ကံဒါမေနဲ့ဂျွန်အဲဒီကြားမှာသူတို့ဒါကျင်းပလိရှိတယ်ဆိုနော်ဟိုဘက်က April တိသွားမယ်ဆိုရင်ဒါသူတို့ပတ်သက်ကပွဲဆိုရှိရ50ဆိုမေထဲကိုရောက်လာနော်ဆိုတော့ဒါကဒီအရာလေးအဲ့တော့ဒီအသစ်ပေါ့နော်ဒီအသစ်ဖျားပေးတဲ့ကောင်းကြီးအသစ်ကိုပြန်ဆက်ကတ်တယ်ဆိုဒီဒေးဗေလေးတစ်ချက်ပေါ့နော်နောက်တစ်ချက်ကဝိပုယ23ငယ်16မှာဝိပုယ23ငယ်16မှာ15 နေပါမ15နေပါဆက်ပါမယ်ဟုတ်ပြီဘာစကလုံးကိုသတိထားမိနေသလားနှစ်နေရာပါလဲဥပုံနေအလွန် you see ဘယ်နှခါပါလဲနှစ်ခါပါတယ်နော်15မှာတစ်ခါပါတယ်16မှာတစ်ခါပါအဲ့ဒါပါလေးပဲဘာဆိုတော့ဓမ္မဟောင်းနေနဲ့ဥပုံနေအရေးကြီးတယ်ဥပုံနေကိုကြော်သွားလို့မရဥပုံနေဆောင်ဒါမဲ့ဒီမှာအရေးမွန်တွေပြောတာဗာလဲဥပုံနေအလုံးဒါအရေးဓမ္မဟောင်းဆိုတော့ဗာလဲအရေးပဲဒါပြည့်စုံခြင်းမဟုတ်ဒါသွားအတီးယူလို့မရအဲ့တော့သွားဖက်တယ်လို့မရဒါပုံရိပ်သွားတကယ်အစစ်ကခရစ်တော်စီမှာပဲလာမှာဒါမဲ့ပုံရိပ်မှာသွားပြီးတော့မှတင်းနန်ဓာတ်တဲ့စကလုံးအတိအကျသွားယူလိုက်တဲ့ခါကျတော့တကယ်အစစ်အမှန်လဲပေါ်တဲ့ခါကျတော့အဆင်မပြေတော့ဆိုတော့ဓမ္မသစ်မှာအရန်သိတာပါသခင်ရွှေနေ့စဉ်လှုပ်ရှားပြောဆိုသွားတဲ့အခါမှာသူကဥပုံနေ့ထက်ကြီးမြတ်တဲ့သူတွေမှာရှိတယ်အဲ့ဒါသူပြောလာဥပုံနေ့မှာနောက်ကညင်းနေဥပုံနေ့မှာခီးသွားတယ်ဥပုံနေ့မှာသူ့တပည့်တွေဂျုံသီးတွေခုဆွတ်စားတယ်ဗျဆိုတော့သူဘာမှမပြောအဲ့ချိန်မှာတပည့်ကဥပုံနေ့ကိုရှင်းပြနေရွက်တော်မခတ်ပဲနဲ့မလှုပ်ပဲညင်ရှင်းပြတပည့်တော်စားနေနေဆိုပြီးတော့မှသဘောမျိုးအလွန်အကျွန်းဘာသာကြီးကိုလိုက်စားတဲ့သဘောပေါ့ဒါပေမဲ့လှုပ်ချင်တဲ့ခါကျတော့လည်းလှုပ်ချင်တာလှုပ်တာပဲသူတို့ယူရီးဒါပေမဲ့စောင့်နေတဲ့ခါလည်းဆွတ်ဆောင်တာသူချိုးပေါက်ချင်တဲ့ခါလည်းဘာဂယူဆိုင်ပဲအဲ့ဒါနော်ဆိုတော့ဒါဘာသာရေးပညာတက်ကြီးဖြစ်နေဘုရားကိုချစ်တဲ့စိတ်နဲ့လှုပ်တာမဟုတ်ဘူးနားထောင်ခြင်းတဲ့သဘောမဟုတ်ဘူးသခင်ရှုတာကိုဒါသခင်ရှုတော့အပြစ်ဖြစ်တယ်ဥပုံနေလှုပ်လို့တဲ့မျက်စိကန်းနဲ့လူမြင်အောင်လှုပ်တာဥပုံနေမှာလှုပ်လို့အဲ့ဒါဘုရားစီကလာတဲ့လူမဟုတ်ဘူးတဲ့အဲ့ဒါလူဆိုးတဲ့ဥပုံနေမှာလှုပ်လို့ဟမ်အော်စရာဒီလူဒီလောက်မျက်စိကန်းသွားတာဝိညာဉ်မျက်စိကန်းတာနော်အဲ့တော့ဥပုံနေအလုံးဆိုတဲ့အရာကတောက်ကြော်တော့မယ်ကျွန်တော်ပြောရင်ဒါကြော်မယ်တောက်ကြော်သွားလိမ့်မယ်ပြီးနောက်တည့်ကအရေးကြီးတဲ့နေ့
ဖြစ်လာမယ်ဆိုတော့ပြောချင်တာအဲ့ဒီကတည်းကအရေးမွဲသွားတာကြော်တာနဲ့နောက်တင်ရပါဖြစ်မယ်ခုနှစ်ရက်တွင်ပရမတ်နေ့ရှင်မြတ်ထားမြောက်နေ့ဖြစ်အဲ့တော့ဥပုံနေ့ကတော့ဒါကျွန်တော် personal အနေနဲ့ပဲပြောချင်တာပါတော့ငြိမ်တယ်ငြိမ်ဖို့ဆိုနေတယ်နော်လှုပ်ရှားမှုမရှိဘူးသဘောတော့တနေ့ညနေ6 နာရီသခင်ဖျားကိုကြိုးတယ်ဒီဥပုံနေ့စနေတနေ့လုံးညင်ဖို့ဆိုတာပြီးမှမရနိုင်ငံသွားပြီးမှခုနှစ်ရက်တွင်ပရမတ်နေ့တတိယနေ့ဆို Sunday ပေါ့ဒါအဲ့ဒီမှာပြောလဲရှင်ပြန် resurrection power အဲ့ဒါလေးတွေကိုလိုက်စဉ်းစားဖို့ကောင်းတယ်ဘယ်နေ့ဟာဘယ်လိုပြောင်းသွားလဲဘယ်လိုရွေ့သွားလဲဖခင်ကဘယ်လိုလှုပ်သွားလဲဆိုတာကြော်သွားတယ်ဥပုံနေ့အလွန်တရက်ကိုပြန်သတ်မှတ်ခိုင်းတယ်ဆိုတော့သတ်မှတ်တာနှစ်ခါလုံးပြောတဲ့ဟာကအဲ့ဒီနေ့ကအဲ့တော့ဘယ်သူမှနားလဲမှာမဟုတ်ဘူးဒါပေမဲ့တစ်ချိန်မှာအဲ့ဒါကသခင်ဘုရားရဲ့နေ့ရှင်မြတ်ထားမြောက်နေ့ပြန်လဲတကြော့ရနေပြီးတော့ဘာဖြစ်လဲတန်ရှင်သောဝိညာဉ်တော်အလုံးရင်းနဲ့ဆင်းလာပြီးအသင်းတော်စတင်မွေးဖွားမဲ့နေ့ဆိုတာကိုကြိုသိလို့ဥပုံနဲ့အလွန်တရက်ဆိုတာကိုဘာလုပ်တာလဲကြိုပြီးအစိုးရတွေကထည့်ထားနောက်ဆုံးဘလောက်ဒီပြောမှာချီဆောင်ခြင်းနေ့အထိတော့မှကျွန်တော်တို့စဉ်းစားလို့ရတယ် rapture the day of the Lord ပဲrapture the day of the Lord ဆိုသခင်ပြားနေ့ဆိုသခင်ပြားနေ့ကကျွန်တော်တို့ဒီခုနှစ်ရက်နဲ့တွေ့လို့ရှိရင်သခင်ပြားနေ့ဆိုတာခုနှစ်ရက်နဲ့ပထမနေ့ရက်ပဲဖြစ်နေတာပဲအရေးဘလောက်ကြီးသွားလဲဆိုတာအလွန်အဲ့စကားလေးတွေကျွန်တော်တို့လိုက်စဉ်းစားဖို့လိုတော့နော်ချိုးဖတ်တော့ဒါသတိမထားမိတဲ့ခါကျတော့မမြင်ဘူးရတယ်နော်အဲ့တော့90ဒီမှာပြောတယ်ဘယ်လိုပြောလဲပါလာ90ပါတယ်အရက်90တန်ရည်တွက်ပြီးလင်းဆိုနော်ဒါကဘယ်ဆလဲပတ္တကနေစနော်ရဲ့ငါပတ္တကဘာမှလဲထွက်မဲ့ဟာ7နှစ်မှရှိတယ်သူတို့အိမ်ညထွက်ကြတယ်နော်ဆိုအဲ့ဒီကနေရည်တယ်90ဆိုအဲ့ဒီနှစ်မှာဒါကဘောဇင်ပူဇော်တကအသစ်အဟောင်းဘုံနော်အသစ်ကဒါစက္ကန့်နော်ဒီဥစ္စာနော်အဲ့တော့အငယ်18ကိုတစ်ချက်ဖတ်ကြည့်မယ်စက္ကွန်တော့ကျွန်တော်မလို့18ကဘာပြောလဲOkay, the burnt offering, fire. So yeah, puzo the gas, no? So a pleasing aroma to the Lord, so aroma coffee, I know too. Aroma, hala, through Sato Banya, oh, the aroma, muy China, thing and the to be Torisi Urio. The burn of the Mishura. No? The barbecue to reject us. You just can't like that. And the sergeant cigar, Pida. No? I don't know. Hopefully, Pina Hania, Yibuzo, Lala Pida, Kone, Tari, Kinsane, Tima Elio Tano, Elia Suro. Tu tanya ko ape iyan sachi lang tu pila sa sabio chai do ma pyo tu la sai ne ko le do tu phit twaအဲ့ဒါနဲ့ဟိုမှာ brain တက်တာပါဟောပရိပိနာလည်းတိုက်ပွဲမှာကြာသေးတယ်သတင်းလည်းလာပြောသူလည်းနောက်ပြန်လဲကြစက်ရိုးသေးရောဒီဇလန်နီယာဒါမို့ဒီမွေးနဲ့တက်သွားအခုမိမိရဲ့အသက်တာရဲ့မွေးရင်းနဲ့အသက်တော်ရာအကောင်းဆုံးရာဘုရားကိုမလုပ်တာပူဇော်ဆက်တာဒါပေမဲ့ခုတည်းဘာမှမပြရသေးဘူးပူတဲ့အရာလေးမကောင်းတဲ့အရာလေးမသုံးတော့တဲ့အရာလေးတွေပေးနေနော်ဟိုတော့တခြင်းတော့ဆိုတာပဲဘာကိုရရှင်အကောင်းဆုံးပူဇော်ပါဘာညာကိုပူဇော်ပါဒါတခြင်းထဲမှာပဲရှိတာအပြည့်မှာမရှိဘူးအပြည့်မှာမလုပ်နိုင်ဘူးဖြစ်နေတယ်နော်အဲ့တော့ဒါကိုပြန်သတိရစေတာ
စားနော်အဲ့ဒီရေ90မြောက်တဲ့မှာဒီမွေးရနဲ့ပူဇော်ပဇာဒီအရာဥစ္စာမီးရှို့တာတလို့မဟုတ်မိမိအသက်တာရမွေးရနဲ့အသက်တာရအသစ်ဖြစ်ခြင်းစက္ကချင်းအနန္တချင်းဖျားနှစ်သက်သောအသက်တာဖြစ်စီတော့ to please God ဖျားတကယ်ကျင့်တဲ့အာရနှစ်သက်စီတော့အသက်တာအဲ့ဒါနော်ဘုရားတခါကျတော့ကျွန်တော်ကအလူတွေအာရနှစ်သက်ဖို့အာယုံဆိုင်ရအတူမိအသက်မွေးကြောင်းကအဲ့လိုဖြစ်နေနေတယ်မိအသက်မွေးကြောင်းရ customer နဲ့ဒီဖောက်တဲ့တွေနဲ့ဆက်ဆံတဲ့ခါကျဟိုကအမှုပညာရှင်အားကစားသမားပဲဖြစ်ဖြစ်အစားတော့လုပ်ငန်းပဲဖြစ်ဖြစ်ဒီနေ့ပြောရင်ဒီအမှုပညာတောင်းဖို့ဗာလဲဟိုဒီဇိုင်နာတို့ဟိုချုပ်လုပ်တဲ့ဗာရပါကုန်ပါအားလုံးတော့ဘယ်မှာသွားတာလဲသူ့သက်မွေးကြောင်းကလူတွေကြိုက်မှာလူမကြိုက်ရင်သူသက်မွေးလုပ်ငန်းမဖြစ်ဘူးအဲ့တော့လုံးနေနဲ့နေ့စဉ်ဘာပဲစဉ်းစားနေရတာလူတွေဘာကြိုက် Apple လည်းလူတွေဘာကြိုက် Samsung လည်းလူတွေဘာကြိုက် Elon Musk လည်းဘာပဲစဉ်းစားလဲလူတွေဘာကြိုက်စဉ်းစားအားလုံးကလူတွေကြိုက်အောင်ပဲလုပ်နေရတာလူတွေမကြိုက်တော့ဘူးလူကြိုက်တာရော့သွားပြီ Fanny ရော့သွားပြီဆိုရင် तू စိတ်ပြက်ပြီသူစိတ်မကောင်းတော့အဲ့ဒါလည်းယောဂတစ်ခုပဲတည်လားနော်ဆိုတော့ဒါလောကဆန်တဲ့တက်တာပဲသွားဒါပေမဲ့ဝိညာဉ်ပဲကြတော့ဘယ်လိုသွားလဲဆိုတော့ဘုရားနှစ်သက်တော့အသက်တာနဲ့အသက်ရှင်မှုဒါဦးစားပေးထိတ်တန်းဦးစားပေးပဲလားနော်အဲ့ဒါပင်တကုတ်လူပဲနေမှာဒီပုံစံမျိုးနော်ဒီပူဇော်သက်က living sacrifice အသက်ရှင်သောယုတ်ကိုဒါဘုရားသခင်ကိုဆက်ကချင်းယောမစနစ်တပြောတဲ့အရာပဲနော်မိအသက်ရှင်လက္ခဏာသက်ရှင်တယ်မိကိုယ်ခန္ဓာအားဘုရားသခင်အားဆက်ကချင်းဒီဆိုသင်တို့ပြုအပ်တော်ဘုကိုပြုမိကြောင်ဘုရားသခင်ဂရုဏာထောက်ထားပြီးသင်တို့ကတိုက်တွန်းနှိုးဆော်ပြီးကိုယ်ခန္ဓာစိတ်ဝိညာဉ်ဥစ္စာပစ္စည်းတက်ကြွမှုအကုန်မိသားစုအကုန်ပါလဲဘုရားသခင်ကိုဆက်ကအဲ့ဒါတချို့ပဲလုံးမယ်ဟာမဟုတ်ဘူးခရစ်ယာန်နဲ့လုံးမယ်ရဖြစ်တယ်ဆိုတာဒီပင်တကုတ်ဘယ်နည်းအတိပဲမှာဒီဟာလဲပါတယ်ဆိုတော့တစ်ချက်တွေ့ရတာပေါ့နော်အဲ့ဒီတော့တကယ်တမန်တော်နှစ်မှာသွားတာကတရှင်သောဝိညာဉ်တော်ဆင်းသက်လာတဲ့မီးရှာကဲသူကောင်းမှတဲတာနဲ့အခုဒီပူဇော်သက်ကနဲ့ဘလို့ဟာနေတယ်လို့ပဲဒီလိုမြင်မယ်လောလောဆယ်ဒီပုံကမပေါ်ဘူးဖြစ်နေဒါပေမဲ့ဒီဘက်တစ်ချမ်းမှာတော့ပေါ်တာပါပေါ်လဲအသစ်စကတ်တာနဲ့မိမိရဲ့မွေးကြိုင်တဲ့သိရင်နဲ့ဖြစ်အောင်အသက်ရှင်ခြင်းဖျားခင်ဘုန်းတော်ရှုပ်ချတာမဖြစ်အောင်ထိမိလဲစရာမဖြစ်အောင်ဆိုတော့ဘာလို့ခရစ်ယာန်တွေကြည့်ပြီးတော့လူတွေခရစ်ယာန်မဖြစ်ရှင်တာတော့အမှန်ပဲပြောင်းလဲမှုဘာဖြစ်လို့နှေးလဲဆိုတော့ခရစ်ယာန်တွေရမ်းရှုပ်နေလို့ပဲခရစ်ယာန်တွေအားလုံးတစ်နှစ်လောက်သိမ်းထားလိုက်ရင်လူတွေပြောင်းလဲကြလိမ့်မယ်နဲ့တူတယ်အခုက cross ကြီးဆွဲပြီးတော့မှကိုယ့်ကိုခရစ်ယာန်မှာလို့ကားမှလည်းရေးဆိုင်ကယ်မှာရေးတာအိမ်ထဲမှာရေးတာဘာညာအကုန်ပြီးတော့ခရစ်ယာန်မှာတည်တာပြီးမဟုတ်တာလည်းလုံးမဟုတ်တာတွေပြောပြီးခရစ်ယာန်မှာဖြည့်ပြီးတော့မှဒီကနေ့ဒေါသအတွက်စိတ်တီတိုသီးမခံနိုင်ပြဿနာရှာဈေးဝင်လည်းရံဖြည့်ဈေးတွေနဲ့တော့ရံဖြည့် customer နဲ့ရံဖြည့်လဲဘာဖြည့်လဲဟာခါတဲ့ကားမှာအခုကလောက်တော့ Jesus loves you I hate you အဲ့ဒါမျိုးဆိုဟာဟိုတယောက်ဘောလည်းပဲ cross နဲ့တယောက်ဘောငါ့ကိုပွဲချမ်းသွားတာအဲ့တယောက်ဘောဆိုဟာလားအဲ့ဒါဟိုချက်ချောင်းတက်တဲ့ဖွေတွေမလားအေးဟုတ်ပါအေးအဲ့ဒါနော်နောက်တစ်ခါလုံးမဲ့ကံမယ်ဆိုတော့ cross လေးသိမ်းထားဖို့တော့ကောင်းတော့ဟောဒါမို့ချို့ခရစ်ပြောကြောက်ကားမှာဘာမကတ်ထားဘူးတဲ့ဘာမကတ်တော့လဲလုချင်တာလုံးလို့တဲ့သူတာမွေးကြံတော့ a pleasant aroma ဆိုရဲနှစ်သက်ပွေရမွေးရနေအသက်ဝင်ကြောင်းတဲ့လူတွေကြိုက်အောင်ကြိုက်အောင်ဒါပေမဲ့ဖျားကြိုက်နော်ဒါလောလောဆယ်ဖျားကြိုက်တယ်မကြိုက်တယ်လူကြိုက်ဖို့အရေးကြီးတာဆိုတာအဲ့လိုဖြစ်နေတာအမှုရမဲ့လုံခဲအဲမှာကအဲ့ဒီလိုဖြစ်သွားသလားအဲ့လိုစဉ်းစားကြတော့ဖြစ်နေတာနော်ဟုတ်ပြီအဲ့တော့ပြန်ချိတ်ရမယ်တော့
ဒီတော့ကျွန်တော်ဒီမှာဘာကိုတွေ့လဲဆိုမီးရှို့ရဆိုအဲ့ဒါကိုသဘောကျမီးဆိုရဘာလို့တမန်တော်နှစ်မှာမီးပါတာနော်ဆိုတော့အဲ့တစ်ခုပြန်ပြီးတော့ချိတ်ဆက်မယ်အပိုင်းကိုပြန်သွားမှာပေါ့နော်ဆိုတော့လောလောဆယ်တော့ဓမ္မဟောင်းပွဲအရာဒီရက်90မြောက်ဆိုတဲ့အရာရှိတယ်ဒါကဥနာပြောတဲ့the first fruit ဦးတည်တော်ဒီအသက်ဦးတည်တော်ဒီကိုစက္ကချင်းဆိုတဲ့အရာတွေ့ရတယ်ပြီးမှအသက်တာရဲ့မှုကြိုင်နော်ဒီလူတွေရှိမှပုံသက်သည်ဖြစ်တာပေါ့လေနော်ဖျားသခင်ပုံတော်ထင်ရှားဖျားသခင်မျက်နှာရတာပေါ့လေအဲ့ပုံစံမျိုးဒါဒီလိုယူရတာပေါ့နော်ဟုတ်ပြီအဲ့တော့ဟုတ်ပြီအဲ့တော့ဓမ္မဟောင်းတော်ပြီကျွန်တော်ဓမ္မသစ်သွားမယ်အဲ့တော့ဘယ်နှခုဒီတော်တော်နှစ်ကိုကျွန်တော်နည်းဘယ်နှခုဒီစလုံးတစ်လုံးပဲပြောသေးတာဟုတ်နည်းနည်းအဖြစ်ပြက်လေးကိုအခုတော့အပြန်လာဖတ်တယ်မလားအဲ့ဒါအဲ့တော့ဒီကျွန်တော်တစ်ကနေ4လောက်ကိုဖတ်ရင်အဲ့ပုံစံလေးတခုကျွန်တော်ပြန်ပေါ်မယ်ပြန်မြင်မယ်နော်အဲ့ဒါ Pentecostal experience ပုံစံပြောတော့ဒါရှင်တော်ဘုရားတို့တွေ့ကြုံပင်ကိုယ်တွေအတွေ့အကြုံပေါ့နော်ဒါဖတ်ကြအောင်ဒါပင်ကိုယ်တည်းရဲ့အဖြစ်ပြက်နေပေါ့နော်ဟုတ်ပြီအဲ့တော့အထက်ခံအဲ့နေရာအထက်ခံ upper rooms အထက်ခံဆိုဂျေရုဆလင်မှာရှိတဲ့အဆောက်အဦတစ်ခုရဲ့အခန်းအဲ့ဒီအထက်ခံဆိုတာသခင်ဖျားနဲ့တပည့်တော်တွေပတ်သက်ပွဲစားတဲ့နေရာအခုရှိပါတယ်လူတွေသွားအဲ့နေရာရောက်အောင်သွားရတယ်အဲ့ဒါမှာဆူတောင်းပြအောင်ဆူတောင်းကြတယ်နော်ဆိုတော့ဒီအထက်ခန်းဆိုနေရာမှာတပြည့်တော့120လောက်ရှိတယ်နော်သူတို့အငယ်15မှာထိုကရည်တွဲပြီး120လောက်ရှိတယ်ဘာလို့တော့1မှာ Ascension Sunday ဖြစ်တယ်ကောင်းကင်ပြန်တက်သွားတန်လင်းတော်မှာတက်တယ်သခင်ပြပြောနေဘယ်မှတော့နဲ့ဘာမှမလုပ်နဲ့ဘာမှပြောနဲ့ရှောက်မလို့နဲ့နော်ငင်းနေစောက်ဘာလို့စောက်မလဲတမန်တော်1မှာတင်းတို့ပေါ်သို့တတ်ရှင်သောဝိညာဉ်တော်ဆက်သက်တော်အခါတင်းတို့ဒီတကိုးကိုခံရယေရုရှလင်မြို့မှာစားပြီးယူရပြည်ရှမာရိပြည်မြေကြီးဆုံးတိုင်အောင်ငါဤသက်သေဖြစ်မယ်အဲ့ဒါကယုံကြည်သူတိုင်းပေါ်မှာရှိတဲ့ပြဋ္ဌာန်းချက်ယုံကြည်သူအဲ့ဒီလိုဖြစ်ရဒါအမှုတော်ဆောင်ကျမ်းစာကြောင်းသမားတွေကိုပြောတာမဟုတ်ဘယ်ယုံကြည်သူမဆိုကဒီလိုပဲဖြစ်ရဟာအခုကြမှာပဲအချိန်ပိုင်းနေအချိန်ပြည့်အချိန်မပြည့်တပြည့်မပိုင်းတစ်ပိုင်းနေနဲ့ဘာဥစားလေးမဲနေကလာကြီးတွေဘာတွေလူဝတ်ကြောင်တွေအမှုတော်ဆောင်တွေမြတ်တိုင်မမြတ်တာတွေဘာရှုပ်ချက်တွေခတ်ဘယ်သူမှမခွဲသူလျှောက်ခွဲတာတကယ်ရှိပြောတာနီကိုလာဝါရငါမုန်းတယ်လို့ပြောတာနီကိုလာဝါရဆိုတာမုန်းတယ်ဆိုတာအဲ့ဒီအစမီဇန်နေအမှုတော်ဆောင်အဲ့ဒါလျှောက်ခွဲတာအားလုံးအချင်းချင်းလို့ပြောတာမိသားဟိဘတ်10 24 25မှာအချင်းချင်းစီဝေးခြင်းမှုကိုမရှောင်ရင်ဘာမှဆရာကြီးမလုပ်နဲ့ပါလေကိုဆရာရှောက်ပြောကိုတဲ့အသိကြီးတဲ့လူအများကြီးပါတယ်ဟုတ်တယ်မလားတဲဆရာလုပ်ရှင်တာပဲနော်အချင်းချင်းစီဝေးခြင်းအချင်းချင်းကိုတိုက်တော့အချင်းချင်းကျမ်းတော်ရှိတယ်အပြည့်မတဲ့အချင်းချင်းမဟုတ်ဆရာတပည့်ဖြစ်သွားspiritual father godfather ဖြစ် mentor ဖြစ်တော့ပါလေဟာအဲ့တော့အဲ့ဒီတော့အထက်ခံနော်အထက်ခံဆိုတာပသကပွဲစားတဲ့နေရာတို့130လောက်စုပြီးတော့
တခင်ပြမှာဘယ်မှမလို့ဘာမှပြောနေဘာလို့ဒီတော့လို့ဘာမှတကိုးမရှိဘူးဘာမှထီအောင်မရှိမှာမဟုတ်ဘူးတကိုးလို့တယ်အဲ့တော့ဧဝံဂေလိလုပ်ငန်းအသင်းတော်ရဲ့လုပ်ငန်းဘာနဲ့သွားမှာတကိုးနဲ့သွားမှာကောင်းနိုင်ငံတော်ဟာစကားနိုင်မတည်ဘူးတကိုးနိုင်တည်တာတော့တကိုးနဲ့အကြောင်းတော်တော်ပြောတယ်ဒါပေမဲ့အသင်းတော်တော်များများဘာတကိုးနဲ့လည်းကမှမရှိဘဲနဲ့လုပ်နေတယ်လွတ်တယ်ဧဝံဂေလိဆိုင်လွတ်တယ်နေလွတ်တယ်အိုးကြောင်ကလော်နီလွတ်တယ်အိုးမသွားပြီးခရစ်တော်မရှိနေမှာသွားစာသင်ပြီးလုပ်တယ်ကျုပ်တစ်သက်လုံးလုပ်တယ်အဲ့ဒီမှာတယောက်မှပြောလဲအောင်တယောက်မှခရစ်ယာန်ဖြစ်ဘူးသူတော်မှအဲ့ဒီကခရစ်ယာန်မို့တယ်လို့အိမ်တော်ချပြီးမှဘာသာပြောင်းမလို့တော့ဖြစ်သွားသေးတယ်ဘာသာလို့လဲအလကားချိန်ဖြုံးတာသွားပြီးအငတ်ပြက်ခံပြီးတော့မှသူကတော့ဆက်ကတ်တော်လေသူကတော့ဆက်ကတ်ရမကင်းလည်းပြောနာဆိုတူတာဖို့ suffering in vain ပဲအဲ့တဲ့အကျိုးမဲ့ဒုက္ခခံတဲ့သဘောဖြစ်ဆက်ကတ်တော့ပြောင်းလဲမှုရှိရမယ်မရှိဆက်မလို့မရှိမပြောင်းလဲဘာလို့မပြောင်းလဲပြစစဘာတော့တကူပါသူဘာမှမလုပ်နဲ့ဆိုတာမိဒီလက်လျှောက်လို့ဘာမှပြောင်းလဲမှာမဟုတ်ဘူးနော်အဲ့တကူဆောက်တကူကဘာလဲတရှင်တော်ဆင်းတယ်အဲ့ဆိုပင်တကူတွေပွဲနေရဒီမှာဘာကိုပြန်ချိတ်ပြီလဲတရှင်တော်ဝိညာဉ်တော်ဆင်းသက်ခြင်းတကူနဲ့သူကပြန်အဲ့နေ့ကိုပြန်ရွေးလိုက်တယ်ဒီကျမ်းခဲ့တဲ့တပည့်တော်တွေအပေါ်မှာဂရိထားတော်မူသောတရှင်တော်ဝိညာဉ်တော်ဆင်းသက်ရမယ့်အရာရက်ကိုရွေးတဲ့အခါမှာဘုရားကဘာကိုရွေးလဲဆိုတော့ပင်တကူတွေပွဲနေရွေးလိုက်တယ်ဘာလို့သူအဲ့နေ့ကိုရွေးတာဒီတော့ပင်တကူတွေပွဲနေခုနပြောတဲ့ကောက်ရိတ်သိမ်းပွဲနော်ဒါ in gathering ဒါပြန်စုသိမ်းတယ်သို့ထားပွဲဆိုအရာနဲ့မွေးကြိမ်နဲ့ရနန်းနဲ့ဘုရားကိုပူဇော်တဲ့ပုံစံမျိုးပဲသွားတာဒါပေမဲ့တရှင်တော်ဝိနော်ရှိန်ဟုန်အင်းနဲ့အားနဲ့ဆင်းသက်ပြောင်းလဲမှုဖြစ်ဖို့ဒီဝိညာဉ်တော်ဆင်းသက်မဲ့နေ့ကိုရွေးတယ်ဝိညာဉ်တော်ပေးမဲ့နေ့ကိုရွေးတဲ့အခါဘာနေ့ကိုရွေးလိုက်လဲဥပုံနေ့အလွန်တရက်ကိုရွေးလိုက်တယ်ဥပုံနေ့ကိုရွေးဘာလို့ဥပုံနေ့ကသူ့ရဲ့အနှစ်သာရနဲ့နော်ရှိပါတယ်ဥပုံနေ့သူ့အနှစ်သာရှိသူ့အနှစ်သာရနဲ့သူ့ရဲ့အင်ဒရီယာနဲ့ကိန်းခန်းကြီးနဲ့သူကညင်ဝတ်စွာနဲ့သူကနေရမယ်သူနေရအဲ့လိုရှိတယ်ဟိုဘက်ကတကယ့်ကိုပြင်းထန်ကြီးမားတဲ့ပေါက်ကွဲမှုနဲ့သွားမယ့်အရာကြောင့်အဲ့နေ့ကိုသွားလို့မရတော့အဲ့နေ့အလွန်ဆိုတော့ဒါခုနှစ်တွင်ပရမနေ့ရဆိုဖန်ဆင်းခြင်းရဲ့ပရတော်ဆုံးနေ့ဖြစ်သွားတယ်ပရမဆုံးအသက်ဝင်တဲ့နေ့ပရတော်ဆုံးဖန်ဆင်းတဲ့နေ့ကိုပြန်ယူတာနောက်ဆုံးနေ့ကိုမယူတော့ဒါလည်းအဓိပ္ပာယ်ရှိတယ်နော်ဥပုံနေ့ဒီဖန်ဆင်းခြင်းရဲ့နောက်ဆုံးနေ့တရက်အလွန်ဆိုတာပရမဆုံးဖန်ဆင်းတဲ့နေ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်အသစ်ပြန်ဖန်ဆင်းတာ new creation ဥပုံနေ့ဒီအားလုံးပြီးလို့ညင်ဝတ်စွာနေတဲ့နေ့နောက်တရက်ဒီပါလဲပထမဆုံးဖန်ဆင်းသောနေ့ဆိုဒါအခုကအသစ်ပြန်ဖန်ဆင်းတယ်ဒါမှမဟုတ်ခုနကကျွန်တော်ထမြောက်ကြည့်တဲ့အခါမှာဒီပူဇော်တက်ကအသစ်ဆိုတဲ့စကားလုံးသုံးထားတယ်နောက်နောက်ပြောရဲမိရှုအရေးဆိုသုံးထားတယ်နော်ဆိုတော့ဒီအသစ်ဆိုတဲ့ဖန်ဆင်းခြင်းပြောင်းလဲခြင်းနိုးထခြင်းဆိုတဲ့စနစ်အသစ်ပရိယံအသစ်နဲ့သွားမယ့်အရာကိုလည်းဆိုလိုတာဖြစ်တာပေါ့နော်ဆိုတော့အဲ့ချိန်မှာဒီ like a mighty wind ဆိုတော့တကယ်ကိုဒီမုန်တိုင်းလိုဝုန်းတိုင်းဆိုတခါတည်းအဲ့လိုဖြစ်တာနော်ဖြစ်တော့အဲ့ခါမှာတပည့်တော်တွေ120သူခေါင်းပေါ်မှာဒီမီးစားတွေလို့မီးရှာတွေလို့နော်ဒါပေမဲ့သူတို့ကမီးတော့မဟုတ် S fire လို့ပြောတာအဲ့ဒီမှာချွတ်ညင်းတယ်တကယ်မီးတော့ဒါနဲ့ကျွန်တော်ကလည်းတကယ်မီးတော့ဖြစ်အောင်ဆူတောင်းတာဟိကြောက်ခေါင်းတယောက်ကြည့်ဟောမရသေးဘူးတော့မိုးတာမီးတော့ကလည်းမရပါလားနော်တိူလေးနားမလဲစိတ်ထက်သန်တော့လေအဲ့တော့ချခေါင်းပေါ်မီးတော့မရဘူးရှင်မင်းခေါင်းပေါ်မီးတော့မရတော့မင်းဘာမှလုပ်နေတယ်ပြသုံးလို့မရဘူးဆိုတော့နော်နောက်တော့မှနော်စီနီယာလည်းသင်ပြတယ်ဝင်ကလည်းစောက်တွေဖတ်ပါတ
တွေးကြုံနေများလာခါကျတော့သူကခဲ့သို့ပဲမီးတောက်ကြီးမဟုတ်ပါဘူး as fire မီးလိုမျိုးလေးပေါ့လေးပုံစံမျိုးလေးတဘောပေါ့နော်ဒီလိုဖြစ်မှာပေါ့နော်ဆိုအဲ့ဒီဟာဆိုတော့ဒါလည်းယုံကြည်သူတိုင်းဟာပင်တကုတ်တွေအတွေ့အကြုံဆိုတာခေါင်းပေါ်မှာမီးတောက်မရမချင်းဆွတ်တော်မယ်ဆိုတော့သိပြီပေါ့ဒါဒုက္ခဒါဆိုကခရိယာမလုပ်တော့ဘူးအဲ့ဒါရမလုပ်နဲ့ဖြစ်မှာနော်ဆိုတော့အဲ့ဒါလောက်ကြီးပြောတော့မဟုတ်ပါဒါပထမဆုံးနေ့မှာတော့အဲ့ဒီလိုဖြစ်မယ်ဒါပေမဲ့နောက်ပိုင်းကျတရှင်တော်ဝိညာဉ်တော်ရှိသွားပြီမြေကြီးပေါ်ရောက်လာပြီယုံကြည်သူတယောက်ကနေဒီလိုဧဝံဂေလိပြောလိုက်တာ ਨੇ तू ကနောက်ပိုင်းဝိညာဉ်တော်ရရှိခြင်းဟာဒီပုံစံနဲ့ဟုတ်ချင်မဟုတ်ချင်လဲဟုတ်ဒီပုံစံလင်းနဲ့ဓာတ်တွေသွားကြတော့မလို့တော့ဘာလို့ဆိုတော့ဒါကြမ်းမိုက်တွေရှိပါတယ်ဒါနော်ဆိုတော့ဒါပရောတွေးကြုံမှာတော့ဒီလိုမျိုးထူးခြားမှုတော့ရှိတယ်ခြားသောဘာသာကရှိပါတယ်ခြားသောဘာသာကျွန်တော်သွားပြီးတော့မှဒါ play တာကတူဆိုတာ tongues ရှာစကားပေါ့နော်အဲ့ရှာစကားဆိုတော့လည်းရှိတယ်ဒါပေမဲ့အစစ်ဖြစ်ဖို့ပဲလိုတယ်အဲ့အစစ်ရောအတူရောတဲ့ခါကျတော့နဂါစကားလားရှာစကားလားဖျားစကားလားဘာစကားလဲဆိုတော့သူလည်းပြောငါလည်းပြောနေလည်းပြောသူနဲ့ပြောတူနေပါလားဆိုကောင်းတယ်အခုကမီဒီယာပေါ်လာကောင်တစ်ခုတွဲတင်လိုက်တော့အတန်တွဲတူနေတယ်တဲ့အဲ့ဒါဘယ်လိုလုပ်မလဲအေးကျွန်တော်လည်းမရှင်းတတ်ဘူးဘာလို့အတန်တွဲတူတာလဲဟုတ်တယ်ဘာလို့အဖွဲမတူလေအဖွဲမတူနဲ့ဒီကဘာလို့လာတူနေလဲဆိုစဉ်းစားကြဖြစ်နော်ဆိုတော့အစ်စ်ဖြစ်ဖို့ပဲလိုတာပါဒါရုပ်ကြောင့်လောဆန့်ကျင်မဟုတ်ဘူးအရန်လက်ခံဖို့လည်းမဟုတ်ဘူးဘာလို့ဆိုတချို့က manipulate လုပ်တာရှိတယ်လှုပ်ယူတာရှိတယ်သင်ပေးတာရှိတယ်ခင်ဗျာသင်ပေးတယ်ဆိုတော့နည်းနည်းတော့စဉ်းစားရမယ်ကျမ်းစာထဲမှာသင်ပေးတယ်ဆိုတခါမှမရှိဘူးဝိညာဉ်တော်ပြောခိုင်းရင်ခင်ဗျာပြောရမှာပဲမပြောချင်လည်းပြောရမှာမပြောတတ်လည်းခင်ဗျာပြောတတ်သွားမှာပဲဒါပေမဲ့အတော်များများပြောတဲ့အခါမှာ तू ကြားဘူးတာရှောက်ပြောနေတာအဲ့ထက်ပိုလဲ तू စမ်းနေစားမရှိတော့ဘူး तू ဒီနှစ်ကြောင်းသုံးကြောင်းနေဆက်မတယ်ကြော်ပြောခင်ဗျာပြောတခါပြောလဲဒါတခါပြောခင်ဗျာပြောကျွန်တော်နောက်တော့နေပေါ်များချာခင်ဗျာနောက်ဝါချအစ်စ်ပြောလေလို့ပြောတော့ဒါပဲတွေ့တာဆိုတော့ဒါနဲ့စဉ်းစားစရာပဲတရှင်သုံးတဲ့စကားမှာဝါချအစ်စ်မရှိဘူးလားလို့ဝါရအစ်စ်မရှိဘူးလားလို့ချို့စစ်မှန်ပြောတဲ့လေးစားရတဲ့ဆရာကြီးရှိတယ်သူတို့ပေါ်ပါမပြောပါဘာသာဂျိုးဇက်ပရင်ဆိုတခါသူပြောလိုက်တော့ကြားဘူးတယ်ဒါပဲတခါပဲသူပြောတယ်သူတရားဟောတဲ့တခုနဲ့သူပြောလိုက်တယ်ဒါတော့ပဲနော်ဒါသူပြောတာသိတာတယ်ဟိုမြန်မာကြီးပြောတာဟာမျိုးမဟုတ်ဘူးဗျနော်ဆိုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်သတိတော့ထားရမယ်ဒီအရာနော်ဒါကျွန်တော်ကျမ်းစာထဲမှာလည်းရှိတဲ့အတွက်ကျွန်တော်လက်ခံရပါတယ်ဒါမှမဟုတ်ရောထွေးမှုတွေတော့ရှိပါတယ်နော်ဒီတွေ့ကြုံဟာဒါပေမဲ့ရှင်မို့လို့ပြောပါလေအားလုံးပြောနိုင်ပြောပါမပြောနိုင်လည်းဘာမှမဖြစ်ဘူးစိတ်မဖြစ်နဲ့နော်တခါကျတော့အဲ့လိုဖြစ်တယ်ကျ6ပါးပြောဘူးလားပင်တကုတ်တွေတွေ့ကြုံရှိလားမရှိဘူး6ပါးပြောတာမပြောဘူးဒါဆိုခင်ဗျာတတ်ရှင်တော့မရှိဘူးတတ်ရှင်တော့မရှိရင်ကယ်ရင်မရှိဘူးဟာဂုတုဟဲဖြစ်နေဒါငရေကြမဲ့ပုံပေါက်နေပြီဆိုတော့ဒါကယ်ရင်မဖြစ်ဘူးဖြစ်နေတယ်ဆိုတော့ဒီအဲ့လိုလည်းမဟုတ်အဲ့ဒါကြောင့်လည်းနည်းနည်းတအားများသွားပြန်အောင်လေဆာနော်ဆိုတော့ရှင်ဘောလူပြောတာတော့ပြောနိုင်ပြောပါရှိသမျှပြောနိုင်ရင်မှလည်းပြောနိုင်မယ်မပြောနိုင်လည်းဘာမှဖြစ်ဘူးဒါတတ်ရှင်တော်ဝိညာဉ်တော်စုကျေစု18ခုတည်းကတစ်ခုပဲဖြစ်တယ်တတ်ရှင်တော်ဝိညာဉ်တော်ကျင်းဝခြင်းကတစ်ခုတည်းသောလက္ခဏာမဟုတ်ပါ speaking tongues တတ်ရှင်တော်ဝိညာဉ်တော်ကျင်းဝခြင်းကတည်းကရရှိခြင်းရဲ့အသီးပွင့်ရဲ့တစ်ခုတည်းသောလက္ခဏာမဟုတ်ပါအဲ့ဒါရှင်းလေးနားလည်ဖို့ရှိတယ်ဒါအသီးပွင့်ထက်ကတစ်ခုဖြစ်တယ်ချို့ချဘာလို့ဒီကောစနေရဆိုရင်6ပါးစကားပြောခြင်းဒီစုကျေစု12ခုတည်းဟာတစ်ခုသာနေဖြစ်တယ်တချို့ကတရားတစ်ခုရမယ်ချို့ကဒါရချင်မှရမယ်ဒါပြဿနာမရှိဘူးเนาะဒါလည်းတော်ရှင်းရတယ်ဒီကိစ္စတွေเนาะဆိုသူတို့မှအဲ့ဒီလိုအတွေ့အကြုံလေးအဲ့လိုဖြစ်တယ်ကိုအဲ့လိုဖြစ်တယ်ဆိုလဲကောင်းပါတယ်เนาะအဲ့လိုကြီးတထက်တဲ့ဖြစ်ဖို့လည်းမဟုတ်ပါဘူးเนาะအဲ့မှာလေပြင်းနဲ့မီးနဲ့ဆိုတဲ့အရာတော့တွေ့ရတယ်ပင်တို့ပုံနေမှာ wind and fire အဲ့စကလုံးเนาะဆိုတဲ့အခါမှာကျွန်တော်တို့နှစ်ကောခန်းကြီး9ငယ်9မှာ
နှစ်ကောခန်းကြီး9ငယ်9မှာထို့သောအကျိုးကိုဟုတ်ပြီနော်ဆိုတော့ဒါကစေရနော်ဆိုပူဇော်တက်ကအာမခံချက်နော်ဆိုတော့ခုနကကျွန်တော်ထပ်ပြော23တော့စကလုံးပြန်တရိယာလီနော်ပြီးတော့ effect 7314မှာနော် effect 7314effective စက်တစ်ကနေဖိုင်ပေါ်ကောင်း effective စက်တစ်ကနေဆက်လီမှာအဲ့ဒါမှကျွန်တော်တို့ဓမ္မဟောင်းကပြောကြမှာအဥသီသောသီဆိုအဲ့ဒါကိုပြောချင်တယ်ဖြစ်တယ်စိတ်ရံဆိုအရင်ဆုံးပေးထားတာအရင်ဆုံးထွက်တဲ့အရာအရင်ဆုံးရတဲ့အရာဓမ္မဟောင်းရဲ့ရက်50ဒီပွဲဟာမှာသူကတော့ပြောတယ် first fruit ဥသီသောသီအရင်ဆုံးရတဲ့အရာဒီစိတ်ရံဆိုတော့အဓိပ္ပာယ်ကအာမခံချက်နော်ဒါဓမ္မသစ်မှာသုံးတဲ့စကားတစ်မျိုးဖြစ်တယ်။နော်ဒါမဲ့ကျွန်တော်နားလေသွားတဲ့အရာပါလဲဆိုအရင်ပေးထားတယ်။အရင်ရတဲ့အရာ။အဲ့တော့ဒီလက်ကွက်ဒီသစ်ပင်ကနေအရင်ဆုံးသီးတယ်။ဒါတည့်တည့်ဒီသစ်ပင်မှာပထမဆုံးသီးတယ်ဒီပင်နဲ့မှာပထမဆုံးသီးတယ်ဟုတ်တယ်မလားဒီပန်းသီးမှာပထမဆုံးသီးတယ်ဒီလက်ကွက်တွေကပထမဆုံးရိတ်လို့ရတယ်စပားတပီရောဆန်ထွက်လာတဲ့တပီရောဒါပါလဲဥတီတော်တီဆိုပြီးတော့အတင်းတော်ဆက်ကတ်တယ်မူရဆောင်တွေကိုဒါကျွေးမယ်ပေါ့နော်ဒါအရင်ဆုံးရတာဆိုတော့ဒါနဲ့ပဲကြံတာမရတော့ဘူးလားရတယ်လေဒီတစ်ပင်ကတစ်လုံးသီးတယ်နောက်မသီးတော့လားနောက်သီးတယ်လေနောက်အသီးတွေအများကြီးထွက်မှာဗောနောက်စပါးတွေအများကြီးထွက်မှာဗောတော့ဒီကန်တွေကနေပရောင်းရတဲ့ငါဒါဥသီးတော့အသီးနောက်ငါးတွေအများကြီးရှိသေးတာအရင်ပေးတာနောက်အများကြီးလာအောင်ပဲဆိုတဲ့ဒါပင်တကုတ်ဒီဆိုရတဲ့ပြမှာစေရန်လို့သုံးတာလေဒါအစဦးနော်ယောမရှစ်23မှာအဲ့ဒါနိနိဆက်ဆက်စကလုံးလေးရှိယောမရှစ်23မှာဟုတ်ပြီဒါတော့ကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာနော် bodily redemption ခြေဆောင်ခြင်းကိုယ်ခန္ဓာပြောင်းလဲခြင်းဟိုဒါမျှော်လင့်နေတဲ့အရာဖြစ်တယ်အဲ့ဒီမှာအရင်ဆုံးကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာ1.55 50 54ရတဘုံမိုးတဲ့ကြောင့်ကိုယ်ခန္ဓာပြောင်းမယ်ဆိုတော့ပြောတဲ့အရာမှာအရင်ဆုံးသူကဝิญဉ်တော်အစဦးရထားဖို့လိုတယ်နော်အဲ့တော့ခြေဆောင်ခြင်းမှာပါဖို့ဆိုတာဒီဘက်က Ephesians 1:34ရကယ်တင်ခြင်းခရစ်တော်ကယ်တင်မဲ့လက်ခံထားရင်တရှင်သောဝิญဉ်တော်ဆင်ရအနေနဲ့ဒီမှာတော့ပါပဲအစဦးကျေးဇူးတော်အစဦးနော်ဝิญဉ်တော်ဤကျေးဇူးတော်အစဦးဆိုတာဦးတည်တော်တည်နေတယ်သူကဒီတက်ပင်ဒီတလုံးကိုစားနောက်မစားနဲ့မဟုတ်ဘူးတော့တလုံးစားတာနောက်ကျန်တာဆက်စားမှာပေါ့တော့ဒါအရင်ဆုံးရတဲ့ဟာနောက်ထရံအလုတ်အပ်တယ်ရောစင်ရန်ယူထားလိုက်ထက်ရမှာအများကြီးစင်ရန်ဆိုတာဘယ်တော့မှအများကြီးပေးဘူးလေဟုတ်တယ်မလားထပ်ပေးမဲ့ရပုံများတယ်တော့နော်အဲ့တော့ဝิญဉ်တော်ကြီးဆိုဓမ္မဟောင်းမှာကြာတော့အသီးအနှံနဲ့ဗာနဲ့စပီးနဲ့ပုံစံပြောမယ်
ဓမ္မသစ်ပတ်မှာကျတော့ဒီဥတီသောတီးကဘာပုံစံပြန်သွားလဲဝိညာဉ်တော်ပြန်ပြောတာဝိညာဉ်ရဘက်ကိုပြန်သွားတာဥတီသောတီးပုံစံဝိညာဉ်တော်ရရှိခြင်းဝိညာဉ်တော်အစဦးရရှိတယ်ရပြီးကြတာအလုံးထပ်ရဖို့ရှိသေးတယ်ဒါကြောင့်ယုံကြည်သူများကထပ်ရဖို့ရှိသေးတဲ့သူတွေဖြစ်တယ်အာမင်ဆိုတော့ဆိုရင်ဒါဥတီသောတီ first fruit ဆိုတဲ့ဓမ္မဟောင်းနဲ့ပြန်ချိန်လို့ရတယ်ရှိတယ်။ Okay လေနဲ့မီးနဲ့ကိုပြန်သွားတဲ့ခါကျတော့ကျွန်တော်တို့ဒီထွက်မြောက်3အငယ်2ကနေ6မှာမဖတ်တော့ဘူးမောရှေကိုဘုရားသခင်ထင်ရှားတဲ့ခါမှာမီးလောင်နေချုံပုံဟောရတောင်ဟုတ်လား Sacred Mountain သောပြနဲ့ဆိုင်တော့တောင်လို့ခေါ်တာဟောရပြီးတိနာစာသဖြင့်တောင်တွေဒီရေးကြီးတဲ့တောင်တွေရှိတယ်နော်ဟောရဆိုတာဘုရားသခင်နဲ့ဆိုင်တဲ့တောင်လို့ခေါ်ရတာအဲ့ဒါမှဘုရားသခင်မောရှေကိုမီးလောင်နေချုံပုံအပြင်စကားပြောတာ burning bush နော် burn offering လို့သုံးတာလေဓမ္မဟောင်းမှာဘယ်လိုသုံးတာလဲ burn offering ဆိုမီးရှို့ရရစ်ဒီမှာကပါလေ burning bush မီးလောင်နေချုံပုံနဲ့ဘုရားသခင်မောရှေကိုဆက်သွယ်ထိတွေ့ခေါ်တယ်နော်ဒီနေ့ဒီအရာဆိုတော့လောင်မီးကဲ့သို့ဒါလောင်တယ်ဘုရားသခင်စိတ်ထဲမှာပြင်းပြတဲ့ဆန္ဒကိုကျွန်တော်တို့ဘယ်လိုဖြစ်စီပေးနိုင်မလဲအခုကျွန်တော်တို့ပြင်းပြတဲ့ဆန္ဒတွေကိုဖြစ်စီပေးတာနဲ့ပဲအချိန်ကုန်တယ်တက်တရကုန်ဆုံးသွားတယ်ဘုရားသခင်ပြင်းပြတဲ့ဆန္ဒတော့ဘယ်သူမှမဖြစ်ဆုံးပေးဘူးဘုရားသခင်ကတောင်းလို့ပြီးနေမွေးတဲ့တောင်းတော့သေတဲ့ဒီတောင်းပြီးဘုရားသခင်ပြောတယ်ငါတို့ကြောင့်ဘယ်သူမှဘာလည်းမလုပ်ကြအောင်ဒါရှင်ဘောပြောလူတိုင်းဒီလူခတ်သိမ်းဒီယေရှုခရစ်ရဲ့အကျိုးကိုမရှာမိမိအကျိုးကိုသာရှာတယ်အဲ့လိုဖြစ်နော်တော့ကျွန်တော်ဆူတောင်းချက်တွေလည်းပြောင်းဖို့လိုတယ်ဆူတောင်းချက်တွေပြင်ဖို့လိုတယ်ကိုယ့်အတွက်ယူရလည်းမတောင်းနဲ့ဘုရားသခင်ဖြစ်စေခြင်းတဲ့အရာတွေအများကြီးရှိတယ်ဒါလည်းတောင်းဖို့လိုတယ်နော်ဒါမီးလောင်ချုံဆိုဘုရားသခင်ရင်ထဲမှာမီးလောင်နေတာမောရှေငါလူမျိုးတောက်ကဲမှာဒုက္ခတွေကြီးကျယ်ရောက်နေတာတပုံ400မျိုးဆက်8ခုတော့ရေလက်စုပ်ပြတ်သတ်နေတာအဲ့တော့မှာလူမျိုးတော်အာဗြဟံဣဇက်ယာကုပ်ပေးရတဲ့ဂတိနှစ်400လောက်အကောင့်ထဲမပေါ်နိုင်ဘူးဖြစ်ဘုရားသခင်မောရှေဒီကိစ္စကိုမေးသွားဆောင်ရွက်ပါငါရင်ထဲမှာမီးလောင်နေတော့မီးလောင်နေချုံဖို့ကြည့်အဲ့ဘုရားသခင်သူ့ရင်ထဲမီးလောင်တော့ပြမဟုတ်ဘူးဘုရားသခင်လောင်တာမီးက1မျိုးပဲကျွန်တော်ကမီးက17မီးတော့ရှိတာကျွန်တော်မီးကပုံများတယ်အဲ့တော့ဘသူမီးကိုဘသူကရင်သမှာတော့ဟုတ်လားကိုမီးကိုသတ်တယ်ပဲဘုရားမီးကိုမသတ်ပေးနိုင်ဘူးဖြစ်တယ်အဲ့တော့ဘုရားမီးကိုမသတ်ပေးနိုင်ပြီကိုမီးကလည်းဘယ်တော့သေမှာမဟုတ်ဘူးလားဘုရားမီးကိုသတ်လိုက်ကိုမီးသေသွားလိမ့်မယ်ဒါနားလည်းဘူးသူ့အမှုရရှုမှတ်တာလူချင်းပဲပြောတော့ဘုရားအမှုရောက်လဲရှုမှတ်ဖို့လိုတာဘုရားသခင်ဘာဖြစ်ရှင်လဲနော်အဲ့တော့ဒါသမီးဆိုရပုံစံနော်တွေ့ရတယ်နောက်တစ်ခုကဒါလေဆိုယေဇကျေလ30ခွန်မဖတ်တော့ယေဇကျေ30ခွန်9:10မှာvalue of the dry bones မှာမလားဒီရေသေးကြီးလောက်ဘုရားသခင်ဒီအယိုးနဲ့ပြည့်အယိုးကြောင့်နဲ့ပြည့်ဂျေဝါနဲ့ခေါ်သွားပြီးမှဒီလေကို wind ကိုမိတ်ပေးတာအယိုးတွေပြန်ဆက်လာတယ်အကြောတွေပေါ်လာတယ်အသားတွေပေါ်လာရေကုန်တွေပေါ်လာတယ်ရေသေးကြီးလား prophet ပြုတဲ့လေနဲ့တစ်ခုပြီးတစ်ခုရေသေးကြီးလားလေကရိုးလေမဟုတ်ဘူးဗျဒီနေ့ကဘာလေတွေလဲတော့မသိလေတော့လေလေချင်းကွဲဖို့တော့လူတာလေချင်းမတူဘူးတော့လူတာပေါ့နော်ကျော်ဒီမှာတော့ like a mighty winds တကယ်ကိုဟာရတကိုးနဲ့ပြည့်တဲ့မုန်တိုင်းကဲ့သို့လေတရှင်သောဝိညာဉ်တော်ဆင်းသက်လာတယ်အမိကဲ့သို့၎င်းလေကဲ့သို့၎င်းနော်ဒီအရာအဲ့တော့ဒါတွေကျွန်တော်တို့မှာလှုပ်ရှားမှုရှိလာတယ်ဆိုရင်ဒါပင်တကုတ်တွေတွေးကြုံပါတထက်တည်းလို့သွားကြမှာလဲသွားမယ်ဒါမဲ့ကြောထက်မှာလောင်ကျွမ်းတဲ့စိတ်ဆန္ဒတွေဖြစ်လာပြီကြောထက်မှာတွန်းအားကြီးလေကဲ့သို့တွန်းအားကြီးတစ်ခု
လှုပ်ချင်ကန်ရင်ပြောချင်ဆိုချင်တဲ့စိတ်ဖြစ်လာပြီဆိုရင်ဒါပင်တကုတ်တွေတွေ့ကြုံလာတယ်ဒါအများနဲ့ဆူတောင်းတဲ့ခါတော့၎င်းတယောက်တည်းဆူတောင်းတဲ့ခါ၎င်းဒါကဒီတွေ့ကြုံကြီးလာတယ်ရတယ်နော်အဲ့ဒီအတွေ့အကြုံရောက်တဲ့အထိကိုကိုကဆူတောင်းညွတ်အချိန်မပေးဘူးဖြစ်အများနဲ့ကြတော့ကျွန်တော်ဆူမတောင်းဖြစ်ဘူးများသောအားဖြင့်တကယ်ဆို mass prayer တောင်းကြတယ်နော်ဒါပေမဲ့ကျွန်တော်ကဒီပုံမှန်ပုံစံမျိုးကိုပဲရွေးချယ်ပြီးသွားတဲ့ခါကျတော့အဲ့ဒီဘက်ကိုမသွားနိုင်ဘူးဖြစ်သွားတာပေါ့နော်ဒါကြောင့်မလို့ဆူတောင်းစည်းဝေးတွေပါတယ်မှာတော့လုပ်လို့ရမယ်ဒါမျိုးတွေကဒါမှမဟုတ်တယောက်ချင်းဆူတောင်းနေတဲ့ခါမှာဒီအတွေ့အကြုံလေးကိုဘုရားနဲ့ကိုယ်နဲ့ရနိုင်ပါတယ် wind and fire နော်ဒီရနော်ရသွားရင်မတူပါဘူးတခါမှဘုရားတရားအကြောင်းမပြောရလို့အောင်မလီဘုရားတရားအကြောင်းမပြောတော့တာပဲဆိုတာအဲ့လိုဖြစ်သွားမယ်ဒါလို့ယူတာမို့သူ့ထဲမှာ तू မသိဘဲနဲ့ပြောင်းသွားတယ်အရာဖြစ်တာနော်ဆိုတော့ဒီအရာကသိကြတာတော့ဝိညာဉ်တော်ကြီးကကျွန်တော်ပေါ်မှာထပ်ပြီးတော့မှအသစ်ဆင်းလာစရာမလိုနော်တချို့ကဝိညာဉ်တော်ရဖို့ဝိညာဉ်တော်ရဖို့ဆိုတော့ねဆူတောင်းဖို့မဟုတ်ဝိညာဉ်တော်ရပြီးသားကအဲ့ဝိညာဉ်တကူလှုပ်ရှားဖို့ဆူတောင်းတာတော့လက်ခံတယ်ဒါမှမဟုတ်ဝိညာဉ်တော်တစ်ခါမှမရပဲရဖို့ဆိုရင်တော့တမျိုးဖြစ်သွားပြီအဲ့သေချာနားမလည်သေးဘူးဖြစ်နေတယ်နော်ဒါမှမဟုတ်နော်အေဖက်1:34ကိုပြန်ပြောရင်ယေရှုခရစ်ကြောင့်ကြားတာနဲ့ယုံတာနဲ့ဒီပိုင်းနဲ့တရှင်သောဝိညာဉ်တော်စယံပြီးတစိတ်ခတ်ပလိုက်တာအဲ့ဘာမှတောင်းစရာမလိုဘူးကဲဒီကြီးနဲ့တရှင်သောရရှိခြင်းဟာအတွဲလိုက်သွားတာ package နဲ့သွားတာနော်အဲ့ဒါဆိုရင်ရှင်းအောင်ပြောတမန်တော်နှစ်ကိုပြန်သွားရင်38မှာအဲ့ဒါလေးဝိညာဉ်တော်ရရှိခြင်းဟာအပြစ်လွတ်ခြင်းနဲ့ဝိညာဉ်တော်ရရှိခြင်းကိုတွဲတဲ့ခေါင်းပန်းလိုပုံစံမျိုးတင်ကားပြမှာအဲ့လိုကြောကပ်ပြီးတော့သွားတာဆိုတာအဲ့ဒါမဟုတ်ဘူးဝိညာဉ်တော်ရဖို့ကိုပဲဆူတောင်းနေမဟုတ်ဘူးရဖို့မဟုတ်ဘူးဝိညာဉ်တော်တကူနဲ့ပြည့်ဖို့ဆိုတော့ဆူတောင်းပါရှေ့ဟုံးနဲ့လုံနိုင်ဖို့တော့ဒါလိုပါဆိုတော့တမန်တော်နှစ်39-38ဆိုရင်38ပဲဖတ်ပါ38ဟုတ်ပြီဆိုတော့တခါတည်းအပြစ်လွတ်ခြင်းနဲ့တရှင်သောဝိညာဉ်တော်ကို as a gift give ဆိုရင်လုံယူတာမဟုတ်ဘူးလက်ဆောင်ပေးတာနောင်တနဲ့ဗတ္တိဇံနော်ရှင်ပေတုပြောတာလူတွေကဘာလို့အောင်လဲမေးတာလူတွေကလန့်သွားပြီ哦ဒီတပည့်တော်116မျိုးပြောလိုက်တဲ့ခါကျတော့ဒီဂျေရုဆလင်မှာနေပြီးတခါမှယီမင်မြောက်ဘူးလို့ယီမင်လို့ပြောအီဂျစ်မြောက်ဘူးအီဂျစ်လို့ပြောတယ်ဟိုယောမကဂျူးတွေတောင်ရောက်နေတာဆိုရိုမန်လို့ပြောနေတယ်ဒီတပည့်တော်120ကဟာဟိုမှာအီသီယိုးပီးယားလို့ပြောနေလစ်ဗျားလို့ပြောနေတယ်ဆော်ဒီလို့ပြောနေတယ်ဟာ16မျိုးထွက်လာတယ်ဒီ120ကနေပြီးတော့အကူလို့အာတန်ခါစကားကိုအာတန်ခါစကားဟာဒီလူတွေမရောဘယ်လိုမှမတတ်ဘူးနမင်းလက်ခံတယ်16မျိုးထွက်တယ်အဲ့ဒါမှာနော်ဆိုတော့အဲ့မှာသူတို့လည်းတော်တော်အံ့တက်သွားတယ်ဟာဒါတော့ထူကြပြီဗာများလဲဆိုတော့ပေတရုကအဲ့မှာဟောတော့တာဟိုတော်တော်မလို့တက်လိုက်လေယေရှုအဲ့ဒါခရစ်တော်ကဖျားတင်သူ့ထမြောက်စိတ်ပြီးပါညာတော့အကုန်လုံးလန့်သွားတယ်ဟာဒါဆိုငါတို့ဘာလုပ်အောင်လဲနောင်တနော်အခုကနောင်တကြောင့်မပြောသလောက်ပဲအတက်နိုင်ဆုံးတစ်ခုတ်တရကိုခြံထားတာဘာလို့နောင်တကြောင့်ပြောတိတ်မကြဟုတ်လားဘာလို့ဖျက်ဆုံးလာတဲ့လူကအများဆုံးပြီးသူ့နောင်တရောက်ပြောသူနောက်မလာတော့သူအဆုခံမို့လာတာမှမဟုတ်ဘူးဟုတ်တယ်မလားအဲ့တော့လူတွေနောက်ဘက်ဖျားကြောင်းလာခြင်းအောင်မပြောရဘောဆရာကြီးကသတိထားမယ့်အရာဖြစ်နေတာဒါနီးဗျူဟာဖြစ်သွားနောက်ဆုံးပေါ်နီးဗျူဟာဖြစ်ပုံစံဆိုအဲ့မှာသွားတာတော့ဆရာကြီးမြင်ပြောတယ်အဲ့ဒီသင်တော်ကနောင်တော့မပြောဘူးကေတင်ကြီးမပြောဘူးဆိုရင်အဲ့ဒီသင်တော်ဘာအဓိပ္ပာယ်မရှိဘူး
ချင်းမြောက်တယ်လူတို့ချင်းမြောက်ဖက်သူချဲတင်ကောင်းကြီးခံရတယ်တင်ကျွေးဝမယ်တင်ပြည့်စုံမယ်တင်ချမ်းမှာပဲဒါပဲပြောဒါပေမဲ့နောက်တော့ရောက်ဒီထဲမှာကရီးမရသေးတယ်သူအများကြီးရှိနိုင်တယ်အဲ့တော့နောက်နေစားပြီးဗတ္တိဇံမရဘူးတော့ဒါကိုကြော်လို့မရအောင်ဒါဒီကြားမှာယုံကြည်ခြင်းရှိတယ်နောက်တာယုံကြည်ခြင်းဗတ္တိဇံဒါလို့ပါနဲ့ဘာရမလဲနှစ်ခုရမယ်အပြစ်လို့ခြင်းနဲ့တရှင်တော်ဝိညာဉ်တော်ကိုလက်ဆောင်နေနေရပါဒီကတိရခြင်းနဲ့ဝိညာဉ်တော်ရတဲ့ကတိရဒီနှစ်ခုကအတူတူသွားတာဝိညာဉ်တော်ရတဲ့ကတိရရတဲ့ဝိညာဉ်တော်ရတယ်ဝိညာဉ်တော်ရလို့ကတိရတယ်ဒီကတိရလို့ဝိညာဉ်တော်ရဆိုတည်တယ်နှစ်ခုကတစ်ခုမရှိလို့မရဒါအတူတူသွားတာအဲ့တော့ကတိရှိဝိညာဉ်တော်ရှိကတိရဝိညာဉ်တော်ရဝိညာဉ်တော်ရကတိရကတိကြီးရပြီးကြားလာပြီးဝိညာဉ်တော်မရသေးဘူးဆိုတော့ဗာလဲဟာတိပ္ပယ်မရှိဘူးသူရတာမသိတာသူရတာသူမသိတာသူရတာသူမသိတာကိုမရသေးဘူးဆိုပြီးဂျင်းထဲပြီးတော့သူပေးမှရတဲ့ပုံစံမျိုးဖြစ်သွားအဲ့တော့သူကဝိညာဉ်ဖခင်ဖြစ်သွားပြီးဝိညာဉ်အဘိုးဖြစ်သွားဒီအကွက်တရားဘာမှဆမ်းမအောင်ဒီကွက်နေအဲ့ဒီအကွက်ကိုမမြင်တဲ့လူကတော်တုံးနေကြရမှာပြောရမကောင်းပါဘူးနော်အဲ့တော့ကျွန်တော်ဒီဝိညာဉ်ရရှိခြင်းကကတည်းကဝိညာဉ်တော်နဲ့အတွဲလိုက်သွားတာနော်ဒါဘာမှဝိညာဉ်တော်ရဖို့ဟိုငါလှုပ်ပေးမယ်ဘာမှရှောက်လှုပ်ချင်မလို့နော်ဝိညာဉ်တော်သူပေးမှရတာလည်းမဟုတ်နော်ကတည်းကနဲ့ဝိညာဉ်တော်တစ်စိတ်ခတ်တယ်ဆရာတတ်တာဒါတွေကတွဲတယ်သွားတဲ့အရာဖြစ်တယ်ဝိညာဉ်တော်တကုန်းနဲ့ပြောဖို့နဲ့ဝိညာဉ်တော်လမ်းပြောက်ဝိညာဉ်တော်အုပ်ဆိုးအဲ့ဒါတော့လိုတယ်အဲ့ဒါတော့ဆူတောင်းခြင်းမှာအမြဲသွားမယ့်အရာဖြစ်တယ်ဒါတွေ့ရတယ်နော်အဲ့တော့ဟုတ်ပြီနောက်ဆုံးဆုံးတတ်မယ်အဲ့တော့တကယ်တော့သူတို့အရန်ကြောက်နေတာတပည့်တော်တွေကတော့ဝတ္တိရှိတယ်မဟုတ်ခရစ်ယာန်ဆိုတာအခုလည်းလိုပါမယ်နော်ဆိုတော့ချိပြောကြောက်ပြီးပုံးနေတာအထက်ခံမှာတခင်ဗျားကလည်းစောင့်နေလို့ပြောတော့အတော်ပဲသူလည်းကျွန်တော်လည်းမသွားရပါဘူးတဲ့မင်းတို့ဘဲမှမသွားနဲ့မသွားပါဘူးတဲ့သွားခိုင်းတော့မသွားဘူးအဲ့ဒါမသွားနဲ့ဆိုအတော်ဖြစ်သွားတာသူစားအမလီအထက်မှာနေအပြင်ကိုတွေ့ရတာဘာလို့အချိန်မှာဂျူးတွေအကျိန်းနဲ့ယေရှုတပည့်တွေဘာမှလည်းကွာဒီကောင်တွေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဆိုပြီးမှအကုန်လုံးကပုံးနေရတဲ့အချိန်အဲ့ဘာမှလုပ်လို့လည်းမရတော့ဘာပဲလုပ်ရလဲစူပဲတောင်းတော့တပတ်လုံးစူတောင်းတာအဲ့ချက်မှာဝိညာဉ်တော်ဆင်းသက်လာပေါ့နော်အဲ့တော့အဲ့ခါမှာဝုန်းဆိုထပြီးတော့ဟောတာရဲရင်လုံးအားကြီးလို့ तू ကဟိုတရားပလင်မှာဟောတာမဟုတ်ဘူးဘေးမနော်ဆိုတာလူတွေအများကြီးရှိနေဈေးရောဘေးမနော်တော့လူစီကားတဲ့နေရာပေါ့ဗျာအဲ့မှာတရားဟောတယ်ဆိုတာဒါလွယ်တဲ့ကိစ္စဟုတ်ဘူးလေနော်တရားဟောတယ်ဆိုတော့ तू ပလင်သွန်းနေသူဟောတာကအဆင်ပြေတယ်လေဟဲ့လားအခုကားကိတ်မှာသွားဟောပါဆိုရင်ဘယ်ကစပြောလဲ please station please ဘာညာဘယ်သူကကိုကြည့်ပါတယ်ပေါ့ရေးမှာကဘာရှာရှိမလို့လေရေးထဲမှာရှုပ်နေတာဘာညာကရိုက်လိုက်ရဆိုအဲ့ဒါပြောသနာဒါတော့ဟိုတော့ကျွန်တော်တို့ဝစီမာတော့ကျွန်တော်ဈေးထဲမှာဟိုတော့ကီလီဈေးခေါ်တော့ဗျာနောက်တော့ဘာတိတိမင်္ဂလာဖြစ်သွားတယ်ဟိုဘက်ကနေဘာလဲဟိုကျင်းမနိုင်တိမင်္ဂလာနေအခုဘာလဲအောင်ဆန်းတရင်ကုန်တင်းကုန်ပြီးဘယ်ရွှေ့ဦးမလဲမသိတော့ကနေဆက်ရွှေ့လာတော့နော်ကျွန်တော်ခေတ်ကတော့ကီလီခေါ်တာပေါ့အဲ့မှာတင်မောအကုန်လာပြီးအဲ့မှာရက်တာဟိုခါထဲမှာချုပ်ရှက်ကန်အဲ့တော့တော့တရားဟောတာကျွန်တော်ကီတာဒီကဟောလို့တိုက်တယ်ဟိုရွှေ့တော့တိုက်ဟောကုန်လေးထမ်းလာရေးတယ်မကွာဘူးလေဘာအဲ့မှာကျွန်တော်ဝါစီနော်ဆိုင်ဒီဗီယိုမိုရှောက်ဆမ်းမင်းနော်ဆိုင်တော့တက်ပြင်းတော့သူတို့လူကြီးတွေဆိုဟက်စပီကာနဲ့မဆွေရောဘာညာဟောဆရာတို့ဦးကျော်နေနေကိစ္စပဲဟောလူတွေလည်းမဈေးအောင်လို့မကောင်းတဲ့ရှားတွေကဘာညာပိတ်ကလေးလှမ်းပစ်လိုက်တော့ပြဿနာပဲဟုတ်နော်ဆရာကဘာကျွန်တော်ဘာလုပ်ကြတာလဲဥစားနော်အဲ့တော့မြို့ဘက်ရထားမှာဟောလိုက်ဟိုတညင်သွားတဲ့သင်္ဘောဗျတညင်ဆိုလူတွေထွက်ပြေးလို့လည်းမရအကုန်လုံးနားထောင်နောက်တော့မလာရည်တဲ့ကိုရ
တော်တရားတော်ကြတယ်ဗျကြော်ထင်းနေနိုင်ဘယ်တော့အခုအသိမို့လည်းမရှိတော့မရှိဘူးတော့အဲ့တော့အဲ့သွားတာဆိုဟာလူထိုင်ရနားတော့တာပဲပြောနော်ဒါပေမဲ့ဈေးအောင်တဲ့လူနဲ့ကိုကလှူရသေးတယ်ကြီးထဲမှာနော်အဲ့တို့ကစိတ်ဆိုးတာမင်းတို့နေဟုတ်ကွာငါတို့စီဝါကြီးကွာမင်းတရားဟောတာတော့မဟုတ်တော့ငါတို့စီဝါကြီးတော့ခနည်းခတ်တူတော့ပြောပါဗျာသိမို့ရောက်သွားလို့ရှိကျွန်တော်ဟိုအချိန်ရှိတော့အဲ့တော့နော်ဆိုအတုံတုံအထေးကလောင်ကျွမ်းမှုလှုပ်ဆော်မှုမရှိရင်ဘယ်တော့လုပ်ရဲမလဲဒါတရားဟောတဲ့နေရာမှာပေါ့ဆိုပေတူကနော်ရှိပုံကဟာတခြားတခါကျဟာတော့ကြောက်ပြီးပုံးနေတာမလားတော့ကြောက်တယ်ဟာဘယ်လိုရဲရင်သွားနေတကောမျက်နှာကြီးကရဲပြီးပြောတော့တော့ရဲမူးနေတာဖြစ်မှာလားဖြစ်သွားဟုတ်လားတကယ်လို့ရဲလုံးအကြည့်ဘယ်လိုထင်သွားလဲဒီကောင်တခုမိဝဲတာလားမသိဘူးချောရေးစည်းတင်နေခေါ်တော့ရေးစည်းတင်တာနော်အချောအဲ့လိုရီးစားကလိုက်ပြောရေးစည်းတင်တာရေးစည်းတင်တော့အရက်ကလေးနဲ့ဟိုတော့မွေးစေးရတယ်လောက်မရှိတော့ရေးစည်းတင်တော့အရက်တော့ပြီးမှရီးစားသွားပြောအရက်နဲ့ရောက်သွားပို့ဆိုးသွားပြဿနာတဲ့နော်ရေးစည်းတင်တာမှာဘယ်လိုဆိုဖះเจ้าမှာတချင်းဆိုဘူးရေးစည်းတင်တာအရက်တော့အဲ့ဒါတော့ just အခုမှပြောစရာတော်တော်များသွားတယ်ကိစ္စကျွန်တော်ဂီတာတီးပေးရတယ်နော်အဲ့အကိုကကျွန်တော်တက်ကြည့်ပါလားသူတော့ဆုံးသွားပါပြီသူကနော်အဲ့သူကလည်းတချင်းနဲ့ဆိုတော့ကြည့်မှာလူရှိမှကျွန်တော်ဘာလို့ခေါင်းကိုလက်ကဘလို့ထားချက်ပစိုးမမကန်လေပါအောက်ကတော့ရီနော်ဟိုရက်ကွက်ထဲမှာပါပီတီဆိုတည်တယ်မလားစင်မတက်ကြရအောင်ဘာလို့မလဲမသိဘူးရှိတော်တယ်ချင်းဆိုမယ်ဆိုနည်းနည်းလေးတောက်တာတောက်တော့ပြီးမှသူကပူရာလေးပလတ်စတစ်လေးနဲ့တီဂျိုးလေးထုတ်တာကပုံစားမှာတော့ထည့်တင်လာပြီးတော့ဆိုရဗျာဆိုတော့အဲ့အလေမဂီတာတီးတဲ့ချိန်မှာဆိုရောင်ပြစိုးဖြောက်ဝင်လိုက်တာအဲ့တော့ကျွန်တော်လူငယ်ဘွားဘာလဲမသိဘူးအားရှိပစိုးဖြောက်ဝင်တာမမီလာတော့မသိဘူးနော်အခုတော့ဘယ်သူမှမလုပ်ကလေးမလုပ်ဘူးကျွန်တော်ကအားရှိပစိုးပဲဖြောက်ဝင်တာဘာလဲဘာလို့မှမသိအပြောလို့ရဖုတ်ကြပါကိုယ်သွားဟာအနက်နေတွေ့တေးဥစားစိတ်တွေဆိုတင်းလူကြီးရောကိုစင်ပြေးရတာကြီးရေးစည်းတင်တာလဲနော်ဖျားတရားကိစ္စပါပါရေးစည်းတင် Holy Spirit မဟုတ်ဘူး Alcohol Spirit ဖြစ်နေဆိုဟုတ်ပါတယ်ဒါသူတို့အဲ့လိုဆိုရဒီလိုစပီးမူးရဖြစ်မှာဒီလောက်ရဲတာဒီလောက်ပြောရေးဆိုရတာဒါတုံပင်ကိုတော့မဟုတ်တော့ဟုတ်တယ်ပင်ကိုမဟုတ် other spirit ဒါမှသိရတယ် alcohol spirit မဟုတ်ဘူးတော့လူHoly Spirit အခြားတစ်ခုဩဇာတစ်ခုတခြားလွှမ်းမိုးမှုတစ်ခုရှိနေတယ်အဲ့ဒီကနေစီစဉ်လာတဲ့တကူစွမ်းအင်နေလာတဲ့အရာခရိယန်ဆိုအဲ့ဒါပါသူပင်ကိုစွမ်းတတ်တဲ့နဲ့သက်ရှင်တာမဟုတ်သူထဲမှာ other spirit သူရဲ့ human spirit မဟုတ် Holy Spirit other power တခြားတကူတခြားစွမ်းအင်တစ်ခုကအထဲမှာရှိပြီးလှုပ်ဆောင်နေတယ်ဒါမို့ဒါသင်မဟုတ်လုံးလိုက်ဒါသင်မဟုတ်တစ်ပင်ကိုဆိုသင်မလုပ်နိုင်ဘူးဒါတစ်ပင်ကိုဆိုသင်မလုပ်ရဲဘူးဒါအထဲကဘုရားရဲ့ဝိညာဉ်တော်လှုပ်ဆောင်တာဖြစ်တယ်နော်ဒါမို့ဘုရားသခင်အမြဲပြောတဲ့စကားရှိတယ် not by might not by power but by my spirit said the Lord by my spirit how when you have it go record by ni pinya lu ba da mo by my spirit how when you have it နော်ဆိုတော့ကြီးကျယ်ဖြစ်တော့လှုပ်ရှားမှုချီပြခါလူဘာလို့တတိရှိရောရဲတာဘလောက်တော့ပြောရဲလေပါလဲဆိုတော့ခါဒီလူတွေစပြည့်မူးနေတာပါဆိုပြီးသူကအဲ့လိုကောက်ချက်ချလိုက်တော့ပြီးသူကပြောတယ်ငါတို့ဘာမှမမူးဒါမင်းတို့မသိဘူးလားတဲ့ prophet ယောလာဟောဘူးဒီကနောက်ကာလမှာဆိုတဲ့အရာဖြစ်တယ်နော်ယောလာခန်းကြီး2ငယ်28ကနေ30မဖတ်တော့ပါဘူးနော်ဒါကျွန်တော်တို့ကြားဘူးနေကြပဲနော် prophet ယောလာဟောဘူးကနောက်ကာလမှာလူမျိုးတကာပေါ်ငါဝိညာဉ်ကသွန်းလောင်းမယ်နော်ကလေးတွေလူငယ်တွေလူကြီးတွေဗျာဒိတ်ယူပေါင်းရဟောပြောကြလိမ့်မယ်နမိတ်လက္ခဏာတွေရှိမယ်နော်နေတွေလာတွေမိုက်မယ်ပါမယ်ဆိုနောက်ဆုံးကာလနဲ့ဆိုင်တဲ့အရာတွေပေါ့အခုဖြစ်နေပြီဒါအခုဖြစ်နေတာဒါတွေအားလုံးနော်ဆိုရှင်ပေတရုကချိတ်ဆက်လိုက်တယ်ယောလာ2ကိုမင်းတို့လည်းဂျူးတွေပဲမင်းတို့ကျမ်းစာဖတ်တာပဲယောလာ2ကိုမင်းတို့မဖတ်ဘူးလားတဲ့
နောက်ကလာမှာလူမျိုးတို့ကဝိညာဉ်တော်သုံးလောင်းမယ်ဆိုအခုသုံးလောင်းတာတဲ့အခုဒါကို outpouring spirit တရှင်တော်ဘုရားသခင်သုံးလောင်းတာဖြစ်တယ်လူမျိုးတို့ကဂျူးမှမဟုတ်တော့လူမျိုးပေါင်းထာဝရဘုရားချီးမွမ်းကြတော့ဆိုဒါဝိမင်းကဒါကြိုပြီး prophet ပြုထားတာဒါဝိမင်းဒီဆန်လောင်ရင်တော့လူမျိုးပေါင်းတော့ထာဝရဘုရားချီးမွမ်းကြတော့ဂျူးတစ်မျိုးပဲဣသရေလတစ်မျိုးပဲရှိတယ်ဘယ်သူမှထာဝရဘုရားမချီးမွမ်းဒါမဲ့သူဘာဖြစ်လို့အဲ့ကျန်စကားကိုသူကြီးလူမျိုးပေါင်းတို့ထာဝရဘုရားချီးမွမ်းလူຫນွယ်အပေါင်းတို့အလွန်ချီးမွမ်းတကယ်အဲ့နေ့မှာပြည့်စုံဒီပင်ကိုတို့ကိုယ်ပွဲနေ့ကြမှာအဲ့ဒီလူမျိုးအပေါင်းတို့လူຫນွယ်အပေါင်းတို့ထာဝရဘုရားချီးမွမ်းကြလို့ဆိုအဲ့ကြမှာပြည့်စုံတာတကယ်ဖြစ်လာတယ်ဆိုတာတွေ့ရတာပေါ့နော်ဒါအဲ့တော့ဒါမို့လူကြီးလူငယ်နောင်ကလပေါ်မှာဝင်တော့ဒါမို့ယုံကြည်သူမိသူဆိုတာဘုရားသခင်ဝိညာဉ်တော်နဲ့သက်ရှင်ရဘုရားသခင်ဝိညာဉ်တော်နဲ့မိမိအသက်မွေးဝမ်းကြောင်းပဲဖြစ်ဖြစ်မိမိရဲ့ဝါသနာပါတဲ့ရာပဲဖြစ်ဖြစ်အားလုံးဟာဘုရားရဲ့ဝိညာဉ်တော်ရဲ့တကူနဲ့ပဲသွားမှာဖြစ်တယ်သာမန်မဟုတ်ဘူးဒါမို့လှုပ်ဆောင်မှုတိုင်းကထူးခြားမှုရှိရမယ်အသက်ရှင်မှုတိုင်းဟာထူးခြားမှုရှိနေရမယ်အဲ့ဒါခရိယန်ဆိုတာအဲ့ဒီလိုကိုဖြစ်နေရမယ်ဆိုတာနားလေရနော်ဒါမို့ပင်တကုတ်ပွဲနေ့မှာပင်တကုတ်တွေနဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေကျွန်တော်တို့ပြောကြတာဖြစ်ပါတယ်နော်အားလုံးစိတ်လုံးသွင်းပြီးတော့မှတူဦးချင်းဖခင်နဲ့ကိုယ်နဲ့ချိတ်ဆက်ပြီးမှဒီအတွေ့အကြုံလေးဒီအရာလေးကျွန်မနဲ့ဖခင်နဲ့ဘယ်လိုများထူးခြားမှုရှိမလဲဘယ်လိုဒီအတွေ့အကြုံလေးရမလဲဘယ်လိုများခံစားချက်လေးရှိမလဲဆိုတာလဲဆုတောင်းပါနော်โอเค